စခန်းဖင်ဘက်မှာကဆောင်တူကအမြန်ဆုံးပြေးဝင်ပေါက်ပြီးအထန်ကြီးဖင်အော်ပြောလိုက်တယ်။ကင်းမြဝင်ဖီရင်ကြီးထံအစီရင်ခံတင်ပြရန်ဘိုးချုပ်ပူလန်ကအရေးပေါ်စစ်ထောက်လိုင်းရဲ့တည်နဲ့အတူရှေ့တန်းမှတန်တမန်တူကိုဆေလွတ်လာပါသည်။မင်းကနဲ့အိပ်ပျော်နေခဲ့တဲ့ကင်းမြဝမ်ဟာတိုက်ခိုက်မှုနဲ့မျက်စိဖွင့်လိုက်တယ်။တခဏလောက်မေ့နေတယ်။ငိတ်နေတဲ့ညထဲမှာဓားလက်ချက်တစ်ချက်နဲ့ခုံထပြီးပြန်ဆွဲထုတ်လိုက်တယ်။ဟဲ့တဲနာဒီနီးဟောင်းနဲ့လှုပ်တာမပြင်းဘူးလားညရဲ့ပထမဝက်မှာလှုပ်ကြံတက်ဖြုတ်မှုဖြစ်သွားတာကြောင့်စခန်းတစ်ခုပြီးတစ်ခုပြန်ဆိုးရင်နေတာအဆောင်9ဦးတေဆုံးသွားပြီးဘူစင်ကကချားသူတွေကိုလိုက်ရှာဖို့စီလွတ်ထားတယ်ဒါပေမဲ့အကုန်လုံးလက်ပလာနဲ့ပဲပြန်လာကြတယ်နောက်ဆုံးတွင်လူတိုင်းအိပ်ပျော်သွားချိန်မှာပဲတန်တမန်တူကအရေးပေါ်တည်နဲ့ပြေးလာခဲ့တယ်ကင်းမင်ဝန်ဟာဝတ်စုံတွေဟူတော်ယွန်တန်တွင်ပြင်ပြီးတဲအပြင်ထွက်လာတယ်အဖေမှာအဆောင်တက်တစ်ဖွဲ့လုံးအနီးကပ်လိုက်လာပြီးမီတာအနှဲငယ်အကွာမှာ show character camp အဆောင်တက်တရားစင်လောက်ကဒမီရှူမန်တန်တမန်တူကိုဝိုင်းထားနေတယ်။ယနေ့ညလောက်ကျန်တက်ဖြတ်မှုအဖြစ်ခဲ့ပြီးဘူးစင်ကကင်းမြင့်ဝန်အတွက်လုံခြုံရေးအဆင့်ကိုတဆင့်တိုးအောင်အမိန့်ပေးထားတာမို့တန်တမန်တောင်စိုးရိမ်သွားနေတယ်။သူမျက်နှာကိုတွေးလိုက်ခြင်းလိုက်တဲ့အခါမှာကင်းမြင့်ဝန်ကချက်ချင်းမှတ်မိသွားတယ်။ဟုတ်ပြီ။ဒါငါသိတယ်လို့ပဲ။လို့သူကအတန်းကျကျပြောလိုက်ပြီးလောက်မိတဲ့ချင်းနဲ့အဆောင်တွေကိုဖယ်လိုက်တယ်။ကောင်းပြီ။မင်းအနားယူလိုက်ငါ messenger နဲ့ပဲနားလဲခြင်းနေအဆောင်တမှုကူလေးကခေါင်းနှိပ်ပြီးတုံပြန်လေတကင်ကြီးမင်းကိုလိုင်ကနေမထွက်ခွာဖို့အမိန့်ပေးထားပြီးသားမဒီနေ့ညလို့အဖြစ်ပြက်မျိုးထပ်ဖြစ်ရင်ငါတို့အားလုံးတေပါလိမ့်မယ်ကင်းမင်းဝမ်ကတပ်ပြန်တခြားချလိုက်ပြီးပြောတယ်ကောင်းပြီမင်းတဲရဲ့ပြင်မဆောင်နေ messenger မင်းငါနဲ့အတွင်းဝင်ဒမီဟျူမန်တန်တမန်ကဘေးမှန်တင်ဝင်လာတယ်ကင်းမင်းဝမ်ကမဲတယ်ဘာဖြစ်နေတာလဲဒုတိယတက်မှာတန်တမန်တွေလည်းမရှိတော့ဘူးကဘိုးကျုပ်ရဲ့လက်ထော့ကိုယ်တိုင်ပြန်လာတဲ့အထိအရေးကြီးတာလားဖူလန်ဒုတိယတက်မှုဒမီဟျူမန်စစ်ဘိုလ်ချုပ်တူကချောမေးသွားတဲ့အတန်းနဲ့ပြောတယ်ဒီကိစ္စကတော်တော်လေးပြင်းထန်ပါတယ်သခင်ကြီးပေါက်ကြောသွားမယ်ဆိုတာကြောက်လိုက်တာပါစစ်တင်နာပတိဘိုင်ချွန်နဲ့ငါးနှင်းဟောက်စိတ်မသက်သာနေတာပါမင်းအနားယူမှုကိုနှောက်ရှက်တာလေးတည်တယ်ဒါပေမဲ့လေးဝက်နေတာလေးမလွယ်ပါဘူးကဲမင်းဝမ်ဟာမျက်နှာအေးကြီးနဲ့ပြောတယ်ကောင်းပြီပြောလိုက်တော့ဘာလို့တလုံးရှိုးဝတ်တာလဲဘူလန်ကတောင်တုံပြီးနားချီလာကတိတ်တိတ်လေးပြောလိုက်တယ်အဲ့ဒီအချိန်မှာကင်းမင်းဝမ်ရဲ့မျက်လုံးတစ်စင်းစီတိုက်တယ်ဘာလဲလူဒီကဖက်ဖြောင်းသွားပြီလားဘူလန်ကခေါင်းကိုလှည့်ပြီးမဖြစ်သေးပါတချင်ကြီးမနေ့ကနတ်တက်ကကျွန်တော်တို့ရှေ့တန်းတက်နဲ့ဓာတ်ရိုက်ဆက်သွယ်လာတာပါသူတို့ကတတ်တဖွဲ့လုံးနဲ့လှည့်ပတ်လာပြီးဖက်ဖြောင်းလာလို့မေးလာပါဘိုင်ချွမ်ဘိုချိုးကတန်တမန်ကိုပြန်ဖြေသွားတာပါသူမသဘောမတူဘူးစစ်လက်ကွက်တစ်ခုဖွင့်နိုင်လို့တတိထားနေတယ်အဲ့ဒီအခါနတ်တက်တန်တမန်ကပြန်ဖြောတယ်အရှိပြားဘရင်ကန်ချုပ်လူဒီမင်းတို့တက်ထဲမှာရှိနေတယ်မင်းတို့ရဲ့ချင်းကပ်မှုအပေါ်မင်းမရင်ကြီးနဲ့ဘိုင်ချွမ်တို့ဆုံးဖြတ်ဖို့မပြောပါဘူးကီမီဝမ်ဟာမျက်လုံးညှက်လိုက်တယ်မင်းရဲ့ယူနစ်ကဘဲမှာလဲလူမင်းရဲ့မြေပုံတစ်စောင်းကိုဆွဲထုတ်တယ်ဘူလန်ကပြန်ပြောတယ်မိုးမြို့ပါသခင်ကြီးအဲ့ဒီမြို့ငယ်လေးကတီလန်ခန်တက်ကနေကီလိုမီတာ100လောက်ဝေးတယ်။ကေမင်းဝမ်ကမြေပုံဖော်ကနေမိုးမြို့ကိုစိုက်ကြည့်နေရင်တိတ်သက်ပင်တစ်ချက်ချလိုက်တယ်။ဒါမှန်ရင်တော့ငါတို့မှာမျောလင်းချက်တကယ်ရှိတယ်။ထောက်ပံ့ပို့ဆောင်ရေးအကြက်အသေးကိုဖြည့်ရှင်းပြီးနောက်အရှိဖြားတက်မဟာသည့်နောက်ထပ်ပြည်နယ်3ခုကိုထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။အချိန်မှာအရှိဖြားရှိခရိုင်23ခရိုင်အနက်15ခရိုင်ဟာကြစ်ရွှဲရှု၏လက်အောက်သို့ကျရောက်သွားသည်ကြစ်ရွှဲမိသားစု၏ခိုင်မာသောပံ့ပိုးမှုကြောင့်အရှိဖြားစစ်တပ်ဟာအရေးသွဲနှင့်အင်အားနှမျိုးစလုံးတွေအလွန်တိုးတက်လာခဲ့သည်မစ်ပီနေကိုဒီမွန်ကလန်၏အနောက်တောင်ဘက်စခန်းဖြစ်ကိုကန်နီသို့မင်းယူကိုမလွတ်ပါကကြံတက်အားလုံးကိုကြစ်ရွှဲရှုကိုလိုက်ဦးဆောင်ကဒီမွန်ကလန်၏အကြီးဆုံးနှင့်နောက်ဆုံးအရှိဘက်ဆုံးတက်တီလန်ခန်တက်ကိုအင်အားပြည့်နဲ့တိုက်ခိုက်နေခဲ့သည်ဘိုင်ချွမ်သည်မိုးတောင်မျိုးတွေပထမတက်ဖြစ်တက်သုံးထောင်ကျို့ကိုဦးဆောင်ထားသည်ရောဂျာသည်တခြားလမ်းကြောင်းမှတက်ခွဲတစ်ခုကိုဦးဆောင်နေသည်အဲ့ဒါနဲ့သူကြစ်ရွှဲရှို့သည်တက်နှစ်တက်လုံးကိုပင်ဘေမဘဟုတက်မတော်နဲ့အတူထိန်းချုပ်ထားသည်မထင်မှတ်ပဲတိုက်ပွဲမစခင်ဒီမွန်ကလန်၏ထိတ်တန့်ဖို့ချုပ်တယောက်ကလက်နက်ချဖို့စကားထုတ်လာတယ်ဒီကန်ကောင်းနုကအမှန်ဖြစ်မဲ့ဆိုရင်အံ့ဩစရာပဲလို့ကြစ်ရွှဲရှို့ပြုံးပြီးပြောလိုက်တယ်
သူဤ6ဝတ်တန်စားကိုတော်ယုံတယုံဝတ်ပြီးတဲတဲကထွက်လာကခေါ်လိုက်သည်ဂူလီဟုတ်ပါသည်သခင်နတ်မင်းကိုပြင်ပြီးဘူဆန်ကိုလာဖို့အကြောင်းကြားပါဂူလီသည်တန်တရားစီတော်လေအချိန်ညက်နေပိုင်းဖြစ်နေပြီသူသည်ချက်ချင်းစစ်သားများအားအမင်ပေးကဘူဆန်ကိုတည်င်းပို့စေလိုက်သည်မကြခင်မှာပဲဘူဆန်သည်အပြေးနှက်ပြေးလာပြီးအဝတ်အစားအနှဲငယ်ပြက်နေသည်သူသည်အဝေးမှကြစ်ရွှန်ရှိုကိုမြင်ချင်းသခင်ဤစစ်တောင်လိုင်းရဲ့အရေးကြီးတာရှိသလားဟုမဲလာသည်ကြစ်ရွှန်ရှိုသည်ခေါင်းရိပ်ကဒါငါဦးလည်းမသိသေးဘူးနော်ဟုပြောလိုက်သည်ဘူလန်သည်အချို့သောသဘောတူညီမှုများကိုနားလည်ပြီးဘူဆန်ထံတုတ်ရင်းကိုကိုယ်တိုင်ထုတ်ပေးခဲ့သည်အဲ့ဒီကြောင့်ကြစ်ရွှန်ရှိုသည်သူ့ကိုကျေးဇူးတင်စွာကြည့်လိုက်သည်အခုတော့သူအမိတ်အောက်ရှိဒမ်မီရှူးမင်စစ်သားများသည်လွန်ခဲ့သောလနှစ်နှစ်ငယ်အတွင်းကဲ့သို့မဟုတ်တော့ပဲစီးကန်းတကြဖြစ်လာသည် ဘူးစင်ငါပိုင်းချွန်ရဲ့ရှေ့သားနေရာကိုသွားမယ်တက်တွေကိုမင်းကခစ်ချဦးဆောင်ထားပါဘူးစင်သည်အန်အားတင်သွားပြီးပြက်ပြက်သားသားဖြစ်လိုက်သည်မင်းအမိန်ကောင်အတိုင်းဖေးရင်ကြီးသူ့ဒူလီသည်ထန်းကောင်အချိန်မှထွက်သွားတာကိုမျှော်မထားခဲ့ပေမဲ့သူမေးမိခြင်းမရှိဘဲလိုက်နာခဲ့သည်တခင်ကြီးဒီဒေတာကိုမှအပြင်းကထိန်းချုပ်နိုင်သေးပါအနည်းအနားမှာဒီမွန်ဂလန်ရဲ့ကင်းလေတပ်တွေရှိနေသေးတယ်မင်းရဲ့လုံခြုံရေးအတွက်တက်ခွဲတစ်ခုနဲ့အတူသွားဖို့ခွင့်ပြုပါကျစ်ရွှဲရှို့သည်ပြုံးပြီးပြန်ဖြေလိုက်သည်မလိုပါဘူးငါနဲ့အဆောင်တက်လေးနဲ့ဆိုလုံလောက်ပြီမြင်းများပြန်ပြီးသွားချိန်မှာသူဟာချက်ချင်းမြင်းတပ်နဲ့ထွက်သွားကြသည်နောက်ကဒီဂူလေးနဲ့ကိုရီအဆောင်တက်သားများသည်မြင်းပေါ်တက်သည်လိုက်သွားကြသည်ထွက်ခါတိုင်းမှာကျစ်ရွှဲရှို့ပြုံးပြီးပြောသည်ပထမတက်ကဲကောင်းလေးတွေအေးအေးအိတ်ကြပါစေဒီနေ့တော့ပင်မနေပြီပြီးတာနဲ့မြင်းကိုလက်ပြီးဘူးစင်ကိုနှုတ်ဆက်ကထွက်သွားသည်သူတို့သည်အိမ်ပြုံနေသောစစ်သားအများပြားဖြစ်လျှော့တော်ကြသည်နှင်းဖုံးနေသောမြက်ခင်းပေါ်တွင်ကြောကုန်းပေါ်ထဲမှပလန်လန်ကြနေသောဒီမီဟျူးမန်နှင့်ဒရာဂွန်ကင်းစစ်သားများသည်အိမ်မြသောလင်းရင်းတန်ကြောင့်နှိုးသွားကြသည်တောင်တခြားအိမ်မြလင်းရင်းနှင့်အတူသူတို့သည်အမောင်တော်လဲသို့ပျောက်သွားကြသည်နွေည၏အိမ်မြတော်လေထဲတွင်ကြည်ရွှမ်းရှို့၏မြင်းတပ်အဖိုက်သည်အရှင်ပြင်းပြင်းပြေးနေသည်သူကညင်းပိုက်ကိုခြေပြင်းညစ်ကနှင်းတံကိုအဆက်မပြတ်ထိုးနေလေသည်နောက်ကနေဂူလေးဟာအော်ပြီးတခေနှေးပါဒီလိုအမောင်ထဲမှာသွားတာဝိရင်ပါတယ်ကြည်ရွှမ်းရှို့သည်မနာပဲပြေးဆက်သည်သူ့အတွင်းမှာမောဟနဲ့အောင်မြင်ခြင်းစိတ်ကတပြိုင်တည်းရှိနေသည်လူဒီအကြောင်းကိုတွေးနေသောကြောင့်စိတ်မငြိမ်ဖြစ်နေသည်အဲ့ဒါပဲလို့သူစိတ်ထဲမှာပြောလိုက်သည်လူဒီဤလက်နက်ချင်းကနောင်အနာဂတ်ကိုပြောင်းလဲသွားမိအချက်လက်ကြီးဖြစ်မိသူ့အတွက်ဒီစစ်ပွဲကသမိုင်းတရှောင်းမှတ်သားမဲ့တိုက်ပွဲဖြစ်မယ်ကျေရွှမ်းရှိုးကယုံကြည်ခဲ့သည်လူဒီကချွေရွှန်းသွားခြင်းသည့်အရှိပြားသူပုံတက်တစ်ခုလုံးတို့ထင်ဟပ်စင်မိအထိပ္ပယ်ကြီးတစ်ခုဖြစ်လိမ့်မည်ဟုတန်တတကြောင့်စစ်ပွဲတစ်ခုတွင်ရန်သူဤထောက်လန်းကြီးကိုနားလည်ရှာဖွေခြင်းသည်အလွန်အရေးကြီးသည်လူသားများအတွက်ဒီမွန်ကင်တဲ့ဟာလူဝတ်စမ်းကြဲပြီးမိမျိုးသောနေမီအကျဲလူဦးရေစစ်ပွဲအရေးအတွက်လက်နက်ကင်တပ်ဖွဲ့များ၏စူပေါင်းအင်အားနှင့်စီရဲစွမ်းရည်တို့ကိုမှန်ကန်စွာမသိမြင်နိုင်သောနိုင်ငံတစ်ခုပင်ဖြစ်သည်ထိတ်တန်းဒီမန်ဂလန်ထောက်လန်းကြီးကျွမ်းကျင်သူတဦးဖြစ်တတ်မှတ်ခံရသူသည်သူတို့၏စစ်တပ်ကိုလှည့်စားရန်ကြီးမားသောစွန့်စားမှုများပြုလုပ်ထားတော်လေ၎င်းတို့၏အတွင်းရေးကိစ္စများကိုသာအနှဲငယ်သာတည်ရှိထားရှိနေသေးသည်ဤကိစ္စသည်မောဟဖြစ်စေပြီးဒီမန်ကင်တန်ကဲ့သို့အင်အားကြီးအထင်ပြိုင်ဘက်ကိုမြင်သာသဘောမနာလေပဲရင်ဆိုင်ရလျင်အနိုင်ရရန်အခွင့်လိုက်ရှားပါစေပါသည်ယခုတော့အချိန်ဤအလှည့်ပြောင်းသွားပြီးလူသည်ဒီမန်ကလန်စစ်တပ်တွင်အစစ်မြစ်အရာရှိတူအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၎င်း၏အတွင်းရေးကိစ္စများကိုနှက်ရှင်းစွာသိရှိထားသည်သူ၏ပံ့ပိုးမှုနှင့်အတူရခင်ကလျှို့ဝှက်နှက်ရှင်းစွာဖုံးကွယ်ထားခဲ့သည့်ဒီမန်ကင်တန်၏ရှေ့မှရှိခဲ့သည့်တန်ကလန်သားများကိုရိုးတရက်ဖြုတ်ဆွနိုင်မည်အသေးစိတ်ပြောရလျင်လေဟုံး၏လှည့်စားမှုကြောင့်အရှိပြားသူပုံတက်သည့်လွယ်ကူစွာဖွံ့ဖြိုးတိုးတက်နိုင်ခဲ့ပြီးဒီမန်ကလန်သည်
ကြီးမားသောအင်အားဖြင့်ကြည်ရွှမ်းမိသားစုကိုအနိုင်ယူနိုင်ခဲ့တယ်လို့ဖြစ်လာနိုင်ပြီထို့အပြင်လူဒီဘဟုအစိမ့်တစ်ခုသာမကအရှိပြားဘီရင်ကောင်ချုပ်အဖြစ်အရှိပြားရှိဒီမန်ဂလနီအမြင့်ဆုံးတပ်မှုတူအဖြစ်လဲတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်သူဘက်ပြောင်းခြင်းကြောင့်၎င်းသည်အရှိပြားရှိမျိုးဆောင်တပ်အားလုံးကိုအလွယ်တကူနှိမ်နင်းနိုင်ပြီးအရှိပြားမှအစီအစဉ်တက်ကြနိုင်ငံဒီထောင်မှုကျူးပမှုများကိုနေချင်းညချင်းလက်တွေ့ကျဖြစ်လာစေနိုင်သည်ဤအချက်သည်စီရေးနှင့်နိုင်ငံရေးနှစ်ဖက်လုံးတွင်အရေးပါပြီးစစ်မြေပြင်ပေါ်ဒီမွန်ဂလန်အဖွဲ့နှစ်ဆိုင်ကြောကိုဖျက်ဆီးရမည့်အကျိုးသက်ရောက်မှုနှင့်တန်ဖိုးတူနိုင်ပါသည် ယခုတခုတည်းကြန့်ရှိသောမေခွန်းမှာဒီမွန်ကလိုင်အစမီစစ်ပိုချုပ်ကြီးတူဟာအရှိပြားမှပွန်ကနေသောဓားပြအုပ်စုတစုကိုဘာကြောင့်လက်နက်ချခဲ့သည်နည်းမီဒီမြင်ရောင်မတ်မှာအကြောင်းကြီးမရှိသည့်ကိစ္စတရက်ပင်ထက်သည်သို့သောကြည်ချွမ်းရှို၏ခန်းစားချက်အရာအကြောင်းတစ်ခုရှိပါသည်ထိုအရာမှာတဘာဝမကြလုံးမို့အချက်တရက်ဖြစ်သောကြောင့်အချက်အလက်များကတစ်ခုချင်းတည်းကိုညွန်ပြနေသည်ဒီမွန်ကလန်ကတံပြန်ထောင်လန်းကြီးကိုအသုံးချရန်ရည်ရွယ်လင်၎င်းတို့သည်ပေါ်မန်တန်ကားဖန်တီကဥပဒေပေါ်မူတည်သောအစီအစဉ်နှင့်အလက်အရာရှိတဦးကိုဖောက်ပြန်ပြိုင်ဖို့အစီအစဉ်နိုင်သည်ထို့နောက်ဒီမွန်ကော့အင်ပရောအာနာကိုထိခိုက်စေသည့်ဩဇာထိုးတိုက်ခိုက်မှုအဖြစ်အသုံးပြုနိုင်မည်ထက်သည်ထိုမျိုးသောတံပြန်ထောင်လန်းကြီးအစီအစဉ်များတွင်တက်တွင်မှစစ်တင်နာပရိကြုံများဥဆောင်အစဉ်များပါဝင်ရန်ဖက်ကြောင့်လက်ရှိသည်ကြစ်ရွှမ်ရှိုသည်လူဒီဤယုတ်တနံကိုသူဤစိတ်ထဲ၌ပြန်လက်ကြကြစူးစားတော်လဲအပြည့်အစုံမှတ်မိနိုင်ခဲ့ခြင်းမရှိသေးသူထင်မြင်ချက်အရလူဒီဤဝင်းနာတွင်အမာရွတ်နစ်ခထွားတိုင်းသည့်အပြုအမူလူများကိုအမြဲငုံကြီးသည့်လေတန်းမကြမ်းမဆန်းဖျောက်ဆိုခြင်းများကထင်ပြက်နေခဲ့သည်ကြစ်ရွှမ်ရှိုသည်တပ်ပြင်းကိုမချနိုင်ပေကြစ်ချင်းနဲဖြင့်ကဘာကြီးကိုမမှန်မိနိုင်ဘူးအဲ့ဒီအခါမှာဒီမွန်ကလန်စစ်တပ်ထေးမှလူတီပြောင်းလာမယ်လို့ဘယ်သူမှမထင်မနေဘူးဟုထင်မြင်တန်တယ်သခင်ဒမ်မီဟျူးမန်ဘူလန်ကချစ်ရွှမ်းရှုခြင်းအထူးတော့ကဆက်ဆွက်ခေါ်ဆိုကပြောသည်ကျွန်တော်တို့ရဲ့မိုးမျိုးကနောက်တဲ့နေရာမှာရှိပါတယ်ချစ်ရွှမ်းရှုအာယုံပြန်သွား၏သူတို့၏မြင်းစည်းဖွင့်ငယ်သည်တောထဲကလမ်းမကြီးပေါ်ထွက်လာခဲ့သည်ရှေ့အကွာဝေးမှမီးလုံးများပေါ်လာသည်၎င်းတို့ဟာဘိုင်းကျွန့်၏တမယာ၏မီးပုံများဖျက်ကြသည်ချစ်ရွှမ်းရှုကအဘူလန်ကိုဆက်မေးသည်လူဒီတကယ်ချိုးရင်းနေတယ်ဆိုရင်မဲဘလို့ထင်တာလဲဘူလန်သည်တောင်းပြန်ပြီးချစ်ရွှမ်းရှုအမိန့်အတိုင်းလိုက်နိုင်ရန်ပြောဆိုရင်အာရှင်များကျွန်တော်တို့အပြောတန်အတိုင်းလှုပ်ရှားပါမယ်လွတ်တုံပြန်သည်ဒါပေမဲ့သူမျက်နှာတွင်မြောင်လင်းချက်နဲ့ဒဏ်ရာတင်မင်းမွန်းရှိသည့်တတိယမှုများလက်ရှိချင်ကြသည်ပြောက်လူဒီဤလန်နှချက်မှုကိုလူအများသဘောမကျကြလျင်ကင်းမင်းဝန်သည့်ပရိုင်ကန်သည်အရှိဖရာပြည်သူများစီ၌ရရှိထားသောယုံကြည်မှုနှင့်ထောက်ခံမှုကိုအဘယ်လိုပြန်ယူနိုင်မည်နည်း၎င်းသည်တိုက်ပွဲအစ္စလက်ဖီဒရမှုကိုမျှော်လင့်ရအလိုအရေးကြီးသောကိစ္စတစ်ခုဖြစ်လာသည်ချစ်ရွှင်ရှုတိတ်တိတ်သွားသည်ဘိုက်ချန်ဤပိမတ်စခင်းသို့တွားရလမ်းတွင်လှဲ့ကင်းထွက်နေသောခိုးအန်းအဖွဲ့များစွာကိုကျုံတွေ့ခဲ့သည်သူ့အဖွဲ့ကလျှို့ဝှက်ကင်းသွမတအုပ်နှင့်ရုတ်တရက်အမောင်တွင်မှစကားဝရိုအော်လိုက်သည်ဘူလန်ကချက်ချင်းပြန်ပြေးလိုက်တဲ့ကင်းမင်းဝန်သည်ကဘာကြီးကိုကဲတင်မိအဲ့လန်နဲ့အတူတရွက်ချုပ်တွေတန်းကြီးတက်သွားပြီးအမောင်တဲကလန်ကိုင်ဒဲမီဟျူမန်စစ်သားတစုလင်းလာသည်သူတို့ဟာကြည်ရွှမ်းရှို၏ကိုရန်တော်မီရှူတာရှဲမှရပ်နေသည်ထိတ်တန်းဒဲမီဟျူမန်အရာရှိကဘူလန်ကိုမျက်လုံးထိုးကြည့်ပြီးသခင်ဘူလန်လို့ခေါ်လာသည်ဘူလန်ကချက်ချင်းတိုးလာပြီးသူနဲ့တိတ်တိတ်တဆိတ်စကားပြောပြီးလမ်းညွန်ခိုင်းလိုက်တယ်အဲ့ဒီအညာရှိကနိုင်ထောင်ပြီးကြည်ရွှမ်းရှို၏အဖရက်ကိုမြို့ထဲကိုဥတီခိုင်းလိုက်တယ်မိုးတောင်မြို့ဟာညအချိန်မှာတိတ်ဆိတ်နေပြီးလားရောက်မှကြောက်တုံးလမ်းများပေါ်မှာတော့ပြောင်နေသည်ဒယ်မီဟျူမန်စစ်သားတွေရဲ့မျက်နှာများကိုလင်းထင်စေတယ်အင်ဂျင်2000အောက်ရှိမြို့ငယ်လေးတစ်မြို့ပဲဖြစ်တော်လဲတောင်းချီတပ်များဝင်လာနဲ့မြို့ကလီနီရက်မကျန်းတော့ဘူးနွားချောင်ဝက်အကောင်တွေလည်းစစ်သားတွေနဲ့ပြည်နေတယ်တချို့ကတော့လမ်းပေါ်မှာပင်အိတ်ခဲ့ရတယ်ဘိုင်ရွှမ်းဟာကြစ်ရွှမ်းရှို့လာမယ်ဆိုတဲ့သတင်းကိုကြိုတင်သိထားတာကြောင့်မြို့ထဲမှာတခုတည်းတော့လမ်းစုံမှာအဖွဲ့ခေါင်းဆောင်တွေနဲ့အတူရပ်နေသည်သူ့အဖွဲ့ထဲမှာ Youth Character Camp မှာဗိုလ်ချုပ်အချို့ပါဝင်နေသည်ကြစ်ရွှမ်းရှို့စီးမင်းလာတာမြင်တော့အရာရှိအားလုံးအာယုံဆိုင်လာကြပြီးဘိုင်ချွမ်းကကြီးကြီးမားမားခြေလမ်းဖြင့်ရှေ့သို့တိုးလာသည်သူမကပြုံးပြီးကျွန်တော်တို့ရဲ့တက်ဦးစီးချုပ်ကိုဂုဏ်ပြုကြပါတယ်ဒုတိယတက်မတော်အနေနဲ့ဂုဏ်ယူပါတယ်လို့ပြောတယ်ကြစ်ရွှမ်းရှို့ပြုံးပြီးပြန်ဖေးတယ်ဟုတ်လားဘိုင်ချွမ်းနောက်တစ်ခါတော့အလေးနဲ့မထားနဲ့အဲ့ချိန်မှာဘိုင်ချွမ်းကမျက်နှာအနှဲငယ်ပြောင်းပြီးသူ့တပ်သားတွေကိုမြန်ဝက်ဖာမြို့ထဲမှာမိန်းကလေးတွေသတိထားပါကြစ်ရွှမ်းရှို့လာနေပြီလို့ပြောတန်ကြရသည်ဒါကြောင့်ကြစ်ရွှမ်းရှို့စိတ်ထဲမှာတန့်ရှင်းမနေပေမဲ့
ထိုအချိန်မှာမစိုးမှန်းတော့ဘူးသူကကြိုက်လိုက်မေးလိုက်တယ်နဆိုးဘရင်ရတန်တမန်ပေးမလေးဘိုက်ချွမ်းပြောတယ်သူပလန်လာနေပြီမနက်ဖြန်မနက်တန်းခေါက်မှာပလန်ပါမယ်ကြည်ရွှမ်းရှို့တော့အနေငယ်စိတ်ပလက်သွားတယ်ဘိုက်ချွမ်းကပြောတယ်အလင်းစလိုလှုပ်ရှားမလိုပါဘူးသခင်ကျေးဇူးပြအနာယူပါကြည်ရွှမ်းရှို့တော်တော်အေးချမ်းစွာပြန်ဖြေပြီးကောင်းပြီလို့ပြောကအိမ်ထဲဝင်သွားသည်ခဏအကြာမှသူမေးလိုက်တယ်ဘိုက်ချွမ်းဘာဖြစ်နေရလဲဘိုက်ချွမ်းခီပန်ဟုခေါ်သောဒုတိယတက်မလို့စစ်သေးနာပြေကပြောလာသည်သခင်လူရီယာပုံကန်ရတဲ့အကြောင်းရင်းငါတို့သိထားပြီးသားပါသူတနစ်ကျော်အကြာစစ်ထောင်လိုင်းရဲ့အမှန်တကယ်တင်ပြခြင်းမရှိခဲ့ပါဘူး Demon God Emperor ရဲ့ပစ်တန်ကိုခြောက်ပြီးအမှန်တကယ်အခြေအနေကိုဖုံးကွယ်ထားခဲ့တာပါအခုတော့ Emperor ဟာသူ့ကောင်းကိုလိုချင်နေပြီသူ့ကိုဖန်ဖို့တန်တမန် Ross နဲ့တက်တီးတစ်ခုကိုထွက်လာနေပြီဒါကြောင့်လူတွေကမရွေးချယ်နိုင်ပါဘူးကြည်ရွှမ်းရှိုးစောင့်နေရတဲ့အဖြေကိုသိသွားသည်ဒါပဲသူ့အုံနောက်ထဲမှာပေါ်နေခဲ့သောတန်ရျဖြည့်သွားတာဖြစ်သည် သူနဲ့သူ့တက်ဟာတစ်နှစ်ကြာအကျန်းဖြစ်တယ်စီကံမစ်စစ်သားတွေကစီကံတကြထီလာပြီးထောက်ဖက်ရေးစနစ်တွေထူထောင်ပြီးစစ်ကူစီအနေနဲ့တပ်ဖွဲ့တွေလက်တန်အောင်ဦးဆောင်လာပြီးတစ်နှစ်ကြာမှဂျီရွှမ်းရှို့ယုံကြည်လာပြီးဒီမွန်ကင်တုံကတက်ကြီးတွေတကယ်ဝင်လာတော့သူ့အောက်ရှိဒယ်မီဟူမန်စစ်တပ်ကခုခံနိုင်မယ်သူကပြုံးပြီးပြောတယ်လူတွေကငါတို့ကိုဒီလောက်ထိကူညီပေးမယ်လို့ဘသူချင်မလဲဘိုင်းချွန်ကပြုံးမပြပဲပြောတယ်တခင်အဲ့ဒါအပြင်မှာဆွေးနေရမှာဒါပေမဲ့မင်းရဲ့ဆုံးဖြတ်ချက်ကဘာလဲဆိုတာငါသိချင်တယ်အခန်းထဲတောင်တိတ်သွားပြီးကြေရွှဲရှို့တောင်မျက်စိပြေးသွားပြီးဒီအချောင်းကတကယ်သိမ့်မွေ့တယ်တသားဒီအကြားထွက်သွားရင်ပုံကန်မှုတောင်ထင်နိုင်သည်ကင်မင်းဝန်ကပြောတယ်မင်းညကငါအိတ်မပြောဘူးငါအနားယူမယ်ဒီမိုကင်တုံတန်တမန်ရောက်မှရင်ငါ့ကိုအကြောင်းကြပါနောက်နေ့မိုးလင်းကြီးမှာတသားများတက်ဆောင်တန်တိုးလာပြီးတဲအနီးမှာပိုင်ချွဲနေစစ်ဦးစီးစခန်းကိုဝိုင်းထားတဲ့ရှိုးကာရီတာချက်စသားတွေရာနေရှိအမိတ်မရှိပဲဘသူမှချင်းကက်ခွေမရှိခဲ့ပြီအရှိပြားတသားများဖြစ်သည့်ဒမ်မီဟူမန်နဲ့စနိတ်ကလန်စစ်သားတွေကအဲမင်ဂွင်းကိုမြင်သွားချိန်မှာတော့မအံ့ဩနိုင်ခဲ့ကြမှာတဲ့အဝတ်အနက်နဲ့ကာထားသောအမင်းပေတေတဲ့တို့ဝလာချင်းမှာမြင်းတတိစင်က၎င်းမို့၏အပင်အကြီးများကိုဖေးဖေးရှားလိုက်သည်အရက်ချေသောမြင်းစည်းသူရဲ့တူကသူ့ရင်ခွင်ပေါ်ကကွင်းဆက်ကိုဖြုတ်လိုက်သည်အန်ချိန်မှာပဲ Demon Kingdom ၏အစိမ်းရောင်အသားရည်နဲ့တန်းထူတဲ့သောအသွေးရည်များပေါ်ထွက်လာတယ်သူဟာလူသားတက်သားတစုကဝိုင်းဆောင်နေချိန်မှာ Demon Kingdom ၏တန်တမန်အဖေဘိုင်ချွမ်၏ဗဟိုစစ်တပ်တဲတဲ့ကိုဝင်သွားခဲ့တယ်အဲ့ဒီတဲတဲ့မှာတောင်သူပြည်သူကမသိနိုင်တဲ့တပွန်တိုက်ရဲ့အမင်းဆောင်စစ်ဗိုလ်ချုပ်တွေစောင့်နေပြီးသားဖြစ်သည်ဘိုင်ချွမ်ဟာဗဟိုမှာထိုင်နေသည်ဘဲဖက်မှာဘူလန်ညာဖက်မှာဗိုလ်ချုပ်များအောက်တန်းမှာတော့ show character game e captain များစွာအတိုက်ခံစစ်သားများကိုနှစ်ဖက်လုံးလင်းစုကွန်ထားကြသည်ဓာထွားများကအပြာရောင်အလင်းတန်းနဲ့တောက်ပါနေသည့်တဲအတွင်းကလက်ထူကတောင်ဗျူဟာတစ်ခုတို့အေးချမ်းသွားသည် Demon Kingdom ၏တန်တမန်ဝင်လာပြီးဒီဖွဲ့စည်းပုံကိုမြင်ချိန်မှာသူ့ပါဇက်ကဖြူဝေးသွားဖို့တွားပြီးပြဿနာဖြစ်သလိုပြုံးတစ်ချက်ပေးလိုက်သည်အပြုံးဟာသူဟာအသွေးကြုံရှိပြီးကြောက်တတ်တဲ့သူမဟုတ်တာကိုပြသနေတယ်သူပြောလိုက်တယ်ဘူဂျိုမင်းညကငါတင်ပြခဲ့တဲ့အဆိုပြုချက်နဲ့ပတ်သက်ပြီးမင်းတို့ရဲ့ဆုံးဖြတ်ချက်ကဘလို့လဲလက်ခံဖို့ရည်ရွယ်ထားလားဘိုက်ကျွမ်းဤအတွင်းစိတ်ထဲမှာတပြင်းအေးတစ်ချက်ထွက်လာသည်သူသိတယ်ဒါဟာတိုက်ရိုက်ညှိနှိုင်းမှုမဲ့အမိတစ်ခုဖြစ်သည်အကျိုးမမေးပဲသွေးတိတ်သွေးအေးအရန်အရှိန်နဲ့သွာလာနေတဲ့စကလုံးတစ်ခုဖြစ်သည်သူပြုံးသွားတယ်ကြစ်ရွှမ်းရှု၏ညွန်ကြားကြအတိုင်းသူပြန်ပြေးလိုက်သည်နောက်ဆုံးဖြတ်ချက်မချခင်မင်းရဲ့ဌာနကလက်နက်ချရတဲ့အကြောင်းရင်းနဲ့မင်းရဲ့ရိုးသားမှုကိုငါနားလေခြင်းနဲ့ဒီမုန်ကင်နမ်သန်ဒမန်အီမနာကတင်းနဲ့မင်းညကငါပြောပြီးသားမဟုတ်လားဟုပြောသည်ဘိုက်ချွန်ကရဲသမ်းပါပြန်တုံ့ပြန်သည်ထက်ပြောတာအနာတရားမရှိပါဘူးတခါတလေလဲပြန်တတိပေးတာပိုကောင်းတယ်တန်တမန်ဤမျက်နှာပေါ်မှာဒေါသကတက်လာသည်သူ့မျက်လုံးကြီးထွက်လာသည်မျက်သွားကြီးတင်းတိတ်လာသည်သူကစစ်ဦးဆောင်တယ်လို့ဖြစ်ပေမဲ့ဒီနေရာမှာတော့အခြေအနေတွေကသူ့ကိုချုပ်နှောင်ထားသူသည်ဒီမင်းကစ်နမ်ဤအထူးတန်တမန်နဲ့နိုင်ရွှင်မယ်ဆိုရင်တပူကပ်ပတ်ကပိုတီကြီးပါတယ်လူဒီနဲ့သူ့လက်အောက်စစ်သားတွေအထွတ်အချိန်တိုင်းဟာအသက်တန်ဖိုးရှိနေတယ်
ဒီအမှုကပေါ်သွားတာနဲ့ Ross ၏လိုက်ရှာတက်ကြီးဟာအချိန်မရွေးရောက်လာနိုင်တယ်။သဘောမတူနိုင်ရင်ပွန်တက်ကိုဖမ်းမိတာနဲ့အကုန်တတ်သိမ်းသွားမယ်။ပြေးလာသူအလုံးကိုတေသည့်အထိညှဉ်းပန်းခံရမယ်ဆိုတာလေသိကြနေပြီ။တန်တမန်ကအသက်ရှူတန်တောင်တုံသွားပါတယ်။သူ့လက်ထဲကစာရွက်ကိုဆွဲထုတ်ပြီးတုံလုတ်နဲ့ဖတ်တယ်။ပထမငါတို့တပ်ဖွဲ့ကမင်းတို့ကိုတိုက်ခိုက်တော့မှာမဟုတ်ဘူး။ဒုတိယမင်းတို့ကငါတို့ရဲ့လုံခြုံရေးအတွက်တာဝန်ရှိတယ်။တတိယငါတို့ရဲ့စစ်သားတွေကိုလူလက်ခွင့်အပြည့်နဲ့လက်ခံရမယ်။စတုထတင်တို့နဲ့ငါတို့စစ်သားတွေတေတက်အောင်တာရအောင်ရှင်တန်နိုင်အောင်ပြုလုပ်ရမယ်။ပြင်စမကျွန်ုပ်တို့၏ဖျားသခင်အပေါ်မကျေနပ်သေးတော်လေငါတို့ကိုစားဖွေတောက်ဖွေထောက်ပံ့ပေးရမယ်။သူတုံလုံးနဲ့ဖတ်ပြီးတိတ်သွားတော့ဘိုင်ချွမ်းဟာပျော်ရွှင်ပြုံးပြီးပြောတယ်။တိုက်ခိုက်တာမလို့ဘူး။အစားအစာလည်းလိုက်ပေးဖို့လိုတယ်။လက်နက်လည်းမချဘူး။ဒါဆိုမင်းကငါနဲ့လက်နက်ချတယ်ဆိုတာပေါ့။လူသားဖို့ကျုပ်ဒီရဲမောကြတယ်။တန်တမန်ရဲ့မျက်နှာကနီးရဲသွားတယ်။အဲ့ဒါကအခြေခံတင်ရပါမင်းတဘောမတူရင်မင်းမှာရိုးသားမှုမရှိဘူးဟုအော်လိုက်သည်။ဘိုင်းချွမ်းကအေးမြပြန်ပြောတယ်။အာမခံချက်ကဘလို့ရနိုင်လဲ။မင်းလက်နက်မချပဲငါစစ်ချက်ကိုတိုက်ဖို့မစီစဉ်ဘူးဆိုတာငါဘလို့သိမလဲ။တန်တမန်ဂုံယူပါတယ်လို့အာမခံတယ်။ဘိုင်းချွမ်းဟာတစ္ဆာဖောက်တယောက်ကဂုံအကြောင်းပြောနေလားထူဆန်တယ်နော်။မင်းတန်တမန်ဟာဒေါသနဲ့တုံသွားပြီးမျက်နှာနီးသွားသည်မင်းမှာရိုးသားမှုမရှိဘူးဘိုင်းချွမ်ကတော့ပျော့တတ်ပြန်တုံပြန်နေအခုမင်းမှာလမ်းတစ်ခုပဲကြံနေသေးတယ်ထိုချိန်မှာတခြားအတန်လေတွေကပေါ်လာသည်လက်နက်ချပါချွေးချက်မရှိပဲတဲအတွင်းကလေတစ်ချက်နဲ့အေးသွားသည်တန်တမန်ဤနောက်ွယ်မှာအနက်ရောင်ဝေအင်းကြီးကျေးဝမျက်နှာဖုံးနဲ့တိတ်ဆိတ်ရက်နီထုတူပေါ်လာသည်အဲ့သူဤမျက်နှာဖုံးအောင်မှာလေသေးဝင်နဲ့အထန်တချဟာအခန်းတစ်ခန်းလုံးကိုတွန်းခါသွားစေသည်တန်တမန်ရဲ့မျက်လုံးကကြည့်လိုက်တောင်နဲ့သူ့တဇက်ကသွေးတန်နဲ့တွန်းခါသွားသည် Grand Strategist Black Sun သူ့အတန်ဟာတရဲငင်တယ်လို့တုံသွားပြီးမြေကြီးပေါ်မှာလဲကျသွားသည်သူ့မျက်လုံးဒီပြူထွက်ပြီးအသက်သွေးတောင်ရပ်သွားတယ်လို့ဖြစ်နေသည်အဲ့ဒီတဲအတွင်းမှာလူသားအရာရှိတွေဒမီဟျူမန်ဘိုဂျုတ်ဘူလာနဲ့အခြားသူတွေအားလုံးမတ်တက်ရက်ပြီးဥညွတ်နာငန်းတော်နဲ့အမျက်ဆုံးတော်အောင်လီပွဲစင်ကြ They shouted in unison အရှင်မြတ်တောက်ပါတော့ဘရင်ကျရွှမ်းရှို့ကမျက်လာထောင်ပြီးတနမန်ဘက်ကိုချင်းကပ်လာတယ်သူ့အတန်မှာအေးဆေးပြီးဂယုဆိုင်မှုနည်းနဲ့ပြောလိုက်တယ်မင်းမပြောလိုက်တာလေသူ့ပုံစံကနည်းနည်းထူးဆန်းနေတဲ့အမှန်ပြီးမဲ့ဒီနေ့ဒီလောက်ကြောက်ရွံ့နေရတဲ့အကြောင်းကပါလေအထူးသဖြင့် Black Sun နာမည်ကိုမမီရမီမင်းကအခုသူ့ကိုခေါ်လိုက်တာကတခုခုတိုက်ရမမှန်တယ်လို့ခံစားမိစေတယ်တန်နမန်ကလီအီဒလမ်ထုတ်ပြီးရင်ဘတ်ကိုစုပ်ကိုက်ထားသလိုဖြစ်နေတယ်သူကကြစ်ရွှမ်းရှိုးရဲ့ကြီးမျက်နှာဖုံးကိုမျက်နှာဝဝလိလာလိုက်တယ်အထာမပေါက်ပဲတိတ်တိမ်နဲ့မျက်နှာသားကိုဘူးတုတက်ဖြင့်ရှာဖွေနေတယ်ပိုင်းချွန်ကတစ်ချက်နားကူပြီးဘရင်ကြီးမင်းကိုမိကွန်းတခုမီးတော့တယ်လို့ဓာတ်ရိုက်ပြောတယ်တန်နမန်ကအနှင်းလီစောင်းရွံစွာအပြန်ပြောတယ်မင်းက Lord Black Sun မဟုတ်လားကျစ်ရွှမ်းရှိုးတက်တန်လေးကောက်ဖူပြီးတွန့်ပြန်တယ်ငါက Bright Game မှာဘာလို့ Black Sun လို့ထင်ရတာလဲတန်တမန်ကတစ်ချက်တုံလောက်သွားပြီးဘေးကနေဆွဆွဲစကားတွေထွက်လာလေသူအသက်ရှူတန်ကတခုခုလှုပ်ရှားသလိုရေးရွနေတယ်ကျစ်ရွှမ်းရှိုးအင်ဂျင်ချစ်တွန့်ပြန်နေဂျုကလူသည်တော်တော်ကြာနေပြီသူ့အတန်နေခမီနှိမ့်ထွက်လာ၍တန်တမန်တယောက်တည်းသာကြံရောက်ပြီးတိုင်းနာစင်နိုင်တယ်လူဒီကအံ့ဩမှုလေးပြောတယ်မင်းကဘာတူလဲကျရွှမ်းရှုတာမန်ထက်များစွာတိတ်တင်ဖီလာပြီးလူဒီကိုတိတ်တဆိတ်စန့်ကြည့်နေတယ်အရှိပြားပင်ချန်ချုပ်နတ်ဆိုးပင်ရဲ့မဟာဘူးချုပ်အရန်ကုန်ရှိတာမန်မဟုတ်တဲ့ပုဂ္ဂိုလ်တူသူ့ကိုမကြသေးခင်ရှိကနေတွေ့ဘူးကြသူတွေကအားတင်စရာအားကြခဲ့ပေမဲ့ယခုတော့သူ့မျက်နှာပေါ်ကထင်ရှားသောအင်အားချုပ်ခဲ့သည့်ရုပ်ရည်တွေမရှိတော့ပါးဘိုးတွေကအသက်မရှိသလိုအရေးတစ်ခုပြီးတစ်ခုပိုးနေသလိုကြည့်ရတယ်မပြီးသေးဘူးလူတယောက်ဖြူမဲမျက်နှာအသားမဲနဲ့သွေးကြိုက်တာမျိုးတွေတက်ရောက်နေပြီးထိုထက်မျက်လုံးတွေကသွေးရောင်မိနစ်စွာမကျန်းမာတော့ဘူးကျရွှမ်းရှိုးကသူ့ကိုအေးအေးဆေးဆေးမြင်ကွင်းကြီးသူကြည့်တိုင်တယ်သူ့စိတ်ထဲမှာမုန်းမိမှတေဆုံးခဲ့တဲ့စစ်ပူဖန်းချင်းနဲ့ဟင်းခေါင်နှောင်းလေးအကြောင်းရှာလော့အစုလိုက်တတ်ထင်မှုတွေဗေရာဘူချုံရဲ့တေဆုံးမှုတွေ
စတီတို့သူစိတ်ရှော့တော့တယ်သူ့မျက်စီတွေကအနောက်ရှော့တွေကအထူးလေးပြန်ထွက်လာတယ် အတင်းမှတစုံတစ်ယောက်တုံတုံတာတာတိုးထွက်လာပြီးမြန်မာလူဒီရောက်သွားပြီလို့မျိုးစုံညွှန်ကြားတယ်။ဒဲမီ humans ဝိုင်းဝန်းနဲ့ကငရဲဗန်ထွက်ကလူဒီတို့ဖမ်းယူဖို့အစုလိုက်မောင်းထုတ်ဖို့ညှိုးပြောင်စရာမလိုပဲလက်ရှိအခြေအနေကိုအမြန်ဆုံးတက်ခေါ်ကြမယ်။လူဒီအနေနဲ့အထူးတက်တန်တွင်စစ်ပြင်းထန်မှုတွေထင်ရိုက်နှက်ထားတဲ့ Bright King အဖြစ်ထင်ထိုးတာလာစေ။ဂျစ်ရွှမ်ရှိုးကအေးဆေးတင်ရင်စွာတိုးတိုးဖြော်တယ်။မင်းရဲ့လက်နက်တွေချပြီးအရှုံးပေးလိုက်ပါ။မင်းရဲ့လုံခြုံရေးကိုငါအာမခံနဲ့ဒျုတ်လူဒီဒါကငါတို့ရဲ့အဖြေပါလူဒီရဲ့မျက်နှာပေါ်ရင်ကွက်နှလုံးသားကပြန်လှုပ်ထားတယ်သူ့အတွင်းမှာထန်ရောင်နဲ့မသေးချာမှုတွေကြုံရပြီးစိတ်ခဲမှာတုံ့ပြန်မှုတွေဖွာလာတယ်သူ့ရှေ့မှာငတ်နာပုံထားပြီးရှင်တန်သက်ဝင်မှုရှိတဲ့အဆောင်ပုံနဲ့ရှိညီရဲ့အနေဝတ်အင်ဂျီသူက bright king လာမဟုတ်တာဆိုလာကိုစိတ်ခွက်တီအထိအံ့ဩမှုနဲ့ကြောက်ရွံ့လို့ထင်မွန်းကြတဲ့သူတို့နှစ်ဦးရဲ့အပြင်အစစ်အသွင်အပြင်ကတူလွန်းလဲဒါပေမဲ့အရေးကြီးတာက၎င်းတို့နှစ်ဦးမှာရှိတဲ့မမြင်နိုင်သလိုလွတ်ဝက်စမ်းကြယ်မှုတကူကိုအချိုးတူပိုက်ဆိုင်ထားခြင်းပဲသူတို့စကလုံးတွေကမတူပေမဲ့စိတ်နှလုံးထဲမှာတိမ်တိုက်မျိုးတွန်းကြီးစွာတုံ့ပြန်တယ်လို့ဖြစ်တယ်လူဒီကအတန်းအရာနဲ့ပြောတယ်ငါလုံချိုကြီးကိုမဲအာမခံနိုင်ဘူးလား ကျရွှမ်းရှိုးတေးချမြတ်မှတ်ဖြစ်ဖြစ်ဟုတ်ပါတယ်မင်းရဲ့လက်နက်ချမှုပြီးနောက်မင်းနဲ့မင်းလက်အောက်တက်ကိုငါတို့အာမခံပြီးငါတို့ဤစစ်တပ်ဤကြီးကျယ်မှုနဲ့အမင့်ကိုလုံးဝလိုက်နာစေဖို့သဘောတူမလဲသူ့အတန်မှာအေးချမ်းပေမဲ့အာနာရှိမှုကတောက်ပနေတယ်လူဒီဒီတင်လေးကလှုပ်ရှားသလိုသူ့ကာယကံကြမ္မာပြဿနာကြောင့်ပြောင်းလဲသွားတယ်သူ့အမြင်လေးပြောင်းဤနောက်တစ်ဖန်အောင်မြန်ဖြစ်လို့ဟာတာတစ်ခုလိုတွန်းပြန်လိုက်တယ်နောက်ဆုံးတော့သူ့အသက်ရှူရှင်တစ်ချက်နဲ့တခင် breaking ကျေးဇူးပြု၍ကျွန်တော်အားအမိတော်တွင်ပါဝင်ခွင့်ပေးပါငါယနေ့မှစ၍မင်းအားလုံးမသစ္စာမြုပ်မီလို့မင်းမြတ်လိုက်တယ်ကျေရွှမ်းရှိုးအနှိမ်ငယ်မျက်လုံးမိတီကောင်းမီလို့တိုးတိုးလေးပြောလိုက်တယ်ပြီးနောက်ဘေးပတ်သို့ရှေ့ဆောင်ထွက်ပြန်တယ်အဲ့ဒီလျံမြန်ကြီးနှုံကကျေရွှမ်းရှိုးရဲ့နှလုံးထဲမှာစိုးရွားတဲ့ခံစားချက်တွေလည်းပြင်းထန်သွားလေသူ့ရဲ့စိတ်ကာယတိုက်ပွဲတွေတေဆုံးမှုတွေကိုထပ်လဲမြင်ကြရလေတစ်ချိန်တည်းမှာပဲလူဒီရဲ့ဖတ်ဖြောင်းခြင်းကအရှိပြားမှာဖိမဲ့နိုင်ငံရေးနဲ့စီရေးအကျိုးသက်ရောက်မှုကြီးကိုကားချက်တစ်ခုဖိမသားလိုက်စီတယ်အရေးကြီးဆုံးအချက်ကတော့ဤအချိန်မှစပြီးလူဒီကိုညှင်းပယ်ခြင်းမဟုတ်ပဲသူ့ကိုသူတို့ဘက်သူစန့်ကျင်၍လက်နက်ချစေနိုင်ခြင်းဟာတနိုင်ငံလုံးသက်ပြောင်းလဲကြီးတစ်ခုကိုတတ်မှတ်လိုက်ပြီးဖြစ်တယ်လူတီဤပြောင်ဆုံးမှုသည်နောက်ဆုံးတွင်အပြတ်ပြောင်းမှုတစ်ခုအဖြစ်အတည်ပြုသည်နှစ်ဖက်စလုံးတွင်အကြီးအကျယ်တုန်လှုပ်ထားခဲ့သည်နတ်ဖျင်ကြောင့်တန်းတော်ဤပထမဆုံးတုံ့ပြန်မှုသည်မဖြစ်နိုင်၎င်းဤဒုတိယတုံ့ပြန်မှုလည်းမဖြစ်နိုင်မာကျောတောင့်တင်းသောနတ်ဖျင်ဧကရဤအာနာအောက်ရှိနတ်မျိုးစုများသည်အရှိအဖျားရှိနိုင်ငံရေးနှင့်စီရေးအမြင့်ဆုံးဘူချုပ်တဦးဖြစ်သည့်စီနီယာမိသားစုသားသားဖြစ်သူလူတီသည်အရှိအဖျားဤသူ့ဘုံနှင့်ခိုးသားသားဖျက်များတန်လက်ထွက်သွားခဲ့သည်ဟုကြားရခြင်းကိုလက်မခံနိုင်ကြပြီလူတီဤလက်စားကြောင့်စီနီယာမိသားစုသည်ဂုံတိခါကြီးပြတ်သွားပြီး73မျိုးနွယ်စုများကြားတွင်အကြီးအကျယ်အလွဲအချော်ဖြစ်သတိပြုခံအားသည်နတ်ဖျင်ဧကရနီအမျက်ထက်ကမင်းသားခါတွန်ကိုအဖြစ်တင်သည်မင်းသားခါတွန်သည်အချင်းချင်းခွလွတ်ရန်တောင်းပန်ခဲ့တော်လဲဧကရမေဤဒိုတာကိုမငင်းတက်နိုင်ခဲ့ပါနောက်ဆုံးတွင်သူကြီးထီနန်းဆက်ခံခွင့်ကိုရုပ်သိမ်းခံရပြီးစင်ကျင်သုံးသက်ရန်ချုပ်နှောင်ခံရသည်အချင်းကလျက်ခါလန်သည်ကျစ်ရွှန်ရှိုးဤတည်င်းကိုထုတ်ပြောပြီးတေးသွားကိုတောင် hit or လိုက်သည်လူဒီကိုအမြဲမကြိုက်သူဖြစ်တဲ့ကျစ်ရွှန်ရှိုးတတန်းတိုင်းတောင်စကားမပြောနိုင်အောင်အံ့ဩနေမိသည်သူခံမှန်းချက်အရာဒီကိစ္စဖော်ထုတ်မိတာနဲ့လူဒီဟာကိုတက်တည်သွားမယ်သို့မဟုတ်ဖမ်းဆီးခံရမယ်လို့ထင်ခဲ့တာဖြစ်သည်တပုံအဖွဲ့ထဲကိုလွဲချော်သွားမယ်လို့ဘယ်သူမှမမျှော်လင့်ခဲ့ပြီအကြီးအကျယ်ယုံမာပြီးမာနာကြီးလက်စီသူကြီးတဦးဟာအမှန်တကယ်ပင်တေချင်းကိုကြောက်လန့်သွားခြင်းဖြစ်သည်သူအထင်ထက်ပင်ပုံမအားနှင်းခဲ့သည်ခါတန်သည်တိတ်ဆိတ်စွာပြောကြားသည်တမိုင်းဆိုတာဘီလိုပါပဲတလဲပြန်လဲဖြစ်နေတတ်တယ်အဖြစ်အပျက်တွေကတိတိတသားဆင်တူတတ်တယ်။အဲ့ဒီအချင်းကကျရွှဲမိသားစုရဲ့အရှိပြားတမှုလက်ဤဟုံဟာလည်းတခြားရွေးချယ်စရာမရှိလို့တပုံတွေကိုလွှဲချခဲ့တာမဟုတ်ဘူးလား။ဒီစကားကိုကြားနေသူခါလန်ကငိမ့်သက်နေတော့လဲအတွဲတွင်မနေနိုင်အောင်ဆဲလှုပ်ရှားနေသည်။အခုအချိန်မှာတော့လူဒီရဲ့ဗတ်ပြောင်းမှုဟာကျရွှဲမိသားစုအတွက်မျော်လင့်ချက်တစ်ခုဖြစ်လာနိုင်ပြီဟုသူသိသည်။ကျရွှဲရှုသည်မမအေးနဲ့ပြောသည်တခါတလီအနိုင်ရဖို့မျှော်လင့်တာတွေကထင်တာထက်နည်းနည်းသာလွှဲ့ကွက်ရှိတတ်တယ်။အခုအချိန်မှာအဲ့ဒီလွှဲ့ကွက်ကိုသုံးချင်တာကကျွန်တော်ဖြစ်နေသည်။ချစ်ရွှဲမိသားစု၏ရှေလျားသောအနောက်နေဆက်တလျှောက်နေချောင်းကကွေတပ်ဖွဲ့များ၏ရှေ့တန်းတပ်ဖွဲ့100နီးပါးနဲ့အနောက်ပြည်နယ်များရှိဒေသခံစောင့်တပ်အရေးကွက်အများပြားမှကြန့်ရှိနေသေးသည်။ကျွန်တော်ကချစ်ရွှဲမိသားစုရဲ့အစင်းမြင့်စစ်ဖို့ချိုတချို့ဖြစ်တဲ့
စတော်လင်းဒီလင်လင်ပင်ကွယ်လွန်သွားပြီဖြစ်တဲ့ခဲညင်စင်းနဲ့ချစ်ရွှမ်းရှိုနဲ့တွေ့ဖူးပါတယ်။ပွင့်ပွင့်လင်းလင်းပြောရရင်ကျွန်တော်တို့မိသားစုပိုချုပ်တွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်လူသားပိုချုပ်တွေကပုံမအားကောင်းပါတယ်။သူတို့စစ်နဲ့ဗျူဟာကိုပိုနားလဲကြတယ်။အရှိပြားစစ်ပွဲမှာကျွန်တော်တို့အနိုင်ရတာကကျွန်တော်တို့အားကောင်းလို့မဟုတ်ဘူး။သူတို့ခါအဲ့တုန်းကအားနည်းဆုံးအချိန်ကိုကြုံရတာပါ။တတိမမှုမိတာနဲ့အဲ့ဒီခါအောင်မြင်မှုအနှဲငယ်ရခဲ့တာပါ။တင်မှတ်မိပါသလား။ခဲရင်စင်လက်တဲ့တုန်းကကျွန်တော်တို့မိသားစုကချစ်ရွှမ်းနှူးအားစုကိုစူးစမ်းလေ့လာဖို့၄ခင်စူးစမ်းခဲ့တယ်။ဒါပေမဲ့အားလုံးပြတ်သွားခဲ့တယ်။ဒါဟာလူသားစစ်တပ်ရဲ့အင်အားဟာကျွန်တော်တို့စိတ်ကူးထားသလောက်မအားနည်းဘူးဆိုတာသက်သေပြတယ်။အ ਨੇ ဆုံးကျွန်တော်တို့ပြောနေတာထက်တော့ပိုတယ်။နက်ပြီးရဲ့အမျိုးစုစစ်သားတောင်းနှူးဟာလူသား10ဦးနဲ့သာတိုက်ဖက်တယ်။တဦးချင်းတိုက်ခိုက်မှုမှာနက်အမျိုးစုကအနှဲငယ်ပိုကောင်းနိုင်ပေမဲ့အုပ်စုလိုက်စစ်ဗျူဟာနဲ့စုစည်းမှုအပေါ်မှာတော့လူသားဗိုလ်ချုပ်တွေကကျွန်တော်တို့ထက်တော်ကြတယ်။အဲဒါကြောင့်တိုက်ခိုက်မှုတစ်ခုလုံးမှာကျွန်တော်တို့ရဲ့အားသာချက်တွေကိုသူတို့အလွယ်တကူပျက်စီးစေတတ်ကြတယ်။နောက်ထပ်တစ်ချက်ကသူတို့ရဲ့လက်နက်နည်းပညာကကျွန်တော်တို့ထက်အဆင့်မြင့်ပြီးသူတို့ဗိုလ်ချုပ်တွေကလည်းအဲ့ဒီအားသာချက်ကိုအကိအဝအသုံးချတတ်ကြတယ်။ပိုင်းတိုက်ပွဲမှတ်မိသေးလား။တတန်းကျော့စစ်သားနဲ့သွားတဲ့နတ်အမျိုးစုတက်မလို့တောင်းမြို့တစ်မြို့ကိုမသိမ်းနိုင်ဘူး။အဲ့ဒီမြို့ကိုလူသားစစ်တပ်ကဝိုင်းပြီး3လပတ်တောင်တိုက်ခိုက်နေကြတဲ့မီးလောင်ဘုံနဲ့အမြောက်ကြီးတွေနဲ့3ညပြိုင်ဖျက်သိမ်းခဲ့တယ်။အဲ့ဒါကြောင့်ချစ်ရွှမ်းမိသားစုရဲ့လက်ရှိအားနည်းချက်ကသူတို့ရဲ့အတွင်းရေးမညီညွတ်တာနဲ့အပြန်အလှန်တိုက်ခိုက်မှုတွေရဲ့ထိခိုက်မှုကြောင့်ဖြစ်တယ်။ဒါကြောင့်သူတို့ရဲ့စွမ်းရည်တွေကိုပြင်းပြင်းထန်ထန်ဂုဏ်ဆုံးသွားတာ။ဒါပေမဲ့သူတို့အဲ့ဒါကိုသဘောပေါက်သွားတဲ့အချိန်မှာတော့သူတို့ပြန်လည်ထူထောင်ဖို့လုံးဝအခွင့်အလမ်းရှိတယ်။အကြောင်းကတော့တိုက်ကြီး3ခုအနက်ချစ်ရွှမ်းမိသားစုဟာလူဦးရေအများဆုံးဖြစ်ပြီးတန်း130ကျော်ရှိတဲ့အပြင်စီရေးစွမ်းရည်ကလည်းအပြင်းထန်ဆုံး။ဒီလိုလူဦးရေပြီးအခြေခံပြီးစစ်အာဏာရှင်စနစ်ပြန်တည်ဆောက်မယ်ဆိုရင်နှစ်တန်းကျော်ရှိတဲ့တမတော်ကိုအလွယ်တကူပြန်ထူထောင်နိုင်တယ်လို့ခါလန်းကတုံရမ်းပြီးဒါပေမဲ့လူဖြုံးမိသားစုကသူတို့ကိုအနောက်ဘက်မှာချုပ်ထားတော့မရှိဘူးလားလို့မြည်တော့ခါတန်းကလူဖြုံးစီးရှမ်းရဲ့အသက်မကြပါဘူးသူတည်သွားတာနဲ့လူဖြုံးမိသားစုအတွင်ဖြီးတွင်းပရိပတ်ခတ်ဖြစ်လာမယ်အဲ့ဒီအချိန်မှာချစ်ရွှဲမိသားစုဟာအနောက်ဘက်အန်တဲကလွတ်ပြီးပြန်လည်အားကောင်းလာမယ်အဲ့ဒီခါတော့သူတို့ကနက်ဘီရင်အမျိုးစုအထက်တကယ့်ချင်းချောက်မှုဖြစ်လာမယ်တကယ်လို့ပြောရရင်ဒီအရှိဖျားပုံကံမှုတွေမှာတော့ကြည်ရွှမ်းမှုသားစုရဲ့လက်တစ်ခုပတ်သက်နေတယ်ဆိုတာငါတန်တရားရှိတယ်ခါလန်ကမေးတယ်ဘာလို့လဲခါဒန်ကပြန်ပြောတယ်အရှိဖျားလူမျိုးတွေဟာတိုက်ခိုက်မှုမှာတော်ပေမယ်နိုင်ငံရေးစည်းရုံးမှုနဲ့ဥဆောင်မှုစွမ်းရည်မှာညံ့လေသူတို့ဟာမျိုးနွယ်ဟဖွဲလိုက်နေရပြီးအဖွဲ့အစည်းကြစီမှုနေတယ်အဲဒါကြောင့်တောင်းသက်ကြည့်မယ်ဆို၏ပြင်ပကလက်စားမှုမရှိပဲဒီအောင်မြင်မှုအထိမရနိုင်ဘူးအဲဒါကြောင့်ငါယုံတယ်ဒီပုံစဖွဲ့တွေနဲ့ပြည်နယ်တက်တွေရဲ့နောက်ခံမှာကျေးရွှမ်းမိသားစုရှိနေတယ်သူပုံတွေဟာရည်ရွယ်ချက်မဲ့ဓာပြတွေမဟုတ်ဘူးသူတို့ရဲ့ရည်ရွယ်ချက်သာမုံမဲ့တိုက်ခိုက်မှုမဟုတ်ပဲအရှိဖျားကိုလုံးဝခွဲထုတ်ဖို့ပါအဲ့ဒီခါကျေးရွှမ်းမိသားစုဟာအကျိုးမြတ်အများဆုံးရရှိမယ်ဆိုတာသိကြတယ်ခါတန်ကနောက်ဆုံးတွေပြောတယ်ဒါကငါကိုယ်တိုင်အမြင်ပါပဲတိတိကျကျမဟုတ်နိုင်ပေမဲ့သိကြပါတယ်ချစ်ရွှမ်းမိသားစုဟာပြန်လည်မြင့်တက်လာမယ်နေ့မဝေးတော့ပါဘူးခါလန်းကတီချီစွာကြားနေတယ်မင်းမြတ်မှုမရှိပဲဂုံညိလိုက်သည်သူ့ညီမဖတ်သူခါဒန်ရဲ့ဉာဏ်ပညာနဲ့တွက်လက်မှုကိုတခါတုန်းကကလေးကသိပြီးယုံကြည်ခဲ့သူဖြစ်သည်နောက်ဆုံးတွင်ခါလန်းကရှေ့ရသောအသက်ရှူပြီးညီမလေးမင်းဟာငါ့ကိုအကြံပေးဖို့အကောင်းဆုံးလူပါပဲငါနဲ့အတူလက်တွဲပြီးငါစစ်ရေးအကြံပေးဖြစ်ပါနော်ခါဒန်ကပြုံးပြီးမင်းဟာငါအကူမင်းမရှိရင်ငါဘယ်သူ့ကိုကူညီမလဲခါလန်းကရေမောပြီးဟာကောင်းပြီငါထွက်တော့မယ်လို့ပြောပြီးထွက်သွားသည်ချစ်ရွှမ်းရှို့တီတကားတိတ်အတီးလိုက်ပြီးပြန်လာရတွင်ခါဒန်သည်တေးသွဲသည့်အတန်းဖြေပြောလိုက်သည်သခင်ရွယ်အကိုကြီးရဲ့စိတ်အေးခြင်းနောက်မှာအန်ဒီရဲ့ကြီးကြီးမားမားရှိနေတယ်မင်းသူ့နောက်ကိုလိုက်မနေပါနဲ့ချစ်ရွှမ်းရှို့သည်ခဏအံ့ဩသွားပြီးမနှက်ဖြန်ခဲ့သူရေမောသည်အေးပါမင်းတိရထက်တော်တယ်မို့လားတိုးတော့သူ့အတွင်းတင်တော့ငါကန်ကြမဟာသူနဲ့ချီထားပြီးသားအခုပြန်လဲဖို့အချိန်မရှိတော့ဘူးဟုတွေးနေမိသည်980နှစ်ဇွန်လ24ရက်
အရှိဖျားမိုးတောက်မြို့ဒူရှာပြီနေကတိမ်တွေကိုဖျက်ချော်သွားပြီမေနေရောင်ကမှိန်ဖြော့နေတယ်လို့ပဲခေါင်းရင်သည်မိခိုးရောင်နှင့်တိမ်ထူထက်စွာဖုံးလွှမ်းနေသည်မိုးရွာတော့မေဟုချစ်ရွှမ်းရှုပ်ညင်းညူညင်းမိုးကုံမြုပ်ယာဤဌာနချုပ်ဤပဒင်းပေါင်းမှလှမ်းကြည့်လိုက်သည်ယုံကြုံမအရာရှိများသည်နေရန်ဘေးရှိတစ်တားတိတ်တာများပေါ်တွင်ထိုင်ကာအတန်တိုးတိုးထင်ဖြိုးဆိုနေကြသည်အရှိဖျားမဟာမိတ်တပ်ဖွဲ့များကိုစားပြုသောအနီရောင်များညင်နဗဟီနိုင်ငံကိုစားပြုသည့်မြားအနီများထင်နေရန်များတွင်ချိတ်ဆွဲထားသည့်ကြီးမားသောစစ်စင်ရင်မြေပုံများကိုမြေပုံပေါ်တွင်ရှုပ်ထွေးပွေလီစွာဖျက်ကျော်ကရောရက်နေသည်လွန်ခဲ့သည့်6လအတွင်းအရှိဖျားစစ်တပ်သည်လျင်မြန်စွာတိုးချဲ့လာခဲ့ပြီးကင်းမင်းဝန်၏အင်အားကိုတိုးမြင့်လာတော့လေအကျိုးဆံမှမူလဖွဲ့စည်းမှုသည်ဤမြကြီးမားသောစစ်တပ်နှင့်လိုက်လွန်ညီမီဖြစ်နိုင်တော့ပြီအထူးသဖြင့်စစ်စင်ရေးကြီးတစ်ခုအတွက်တပ်ဖွဲ့ဝင်3သိန်းနီးမှရှိသောကြီးမားသောလက်နက်ကန်အင်အားကိုစုစည်းလိုက်သောအခါတွင်ဌာနချုပ်၏ကွက်ကဲမှုစွမ်းရည်၏အားနည်းချက်သည်ချက်ချင်းထင်ရှားလာခဲ့သည်အဖွဲ့တရာနီးပါးအရွယ်အစားအမျိုးမျိုးရှိသောတိုက်ပွဲအုပ်စု20နီးပါးကကွဲပြားသောမစ်ရှင်များရှိသည် unit တစ်ခုစီဤတိကျသောယာရုနှင့်လမ်းကြောင်းများကိုခြေရာခံယူများဖြင့်လျင်မြန်စွာပြောင်းလဲနေသောအခြေအနေများအလိုက်၎င်းတို့အားလုပ်ငန်းလည်ပတ်မှုဆိုင်ရာအမိန့်များကိုတိကျစွာထုတ်ပြန်ခြင်းမပြုဘဲတုံ့လောက်ချုပ်ချစေရအလုပ်တစ်ခုဖြစ်သည်ကြည်ရွှမ်းမိသားစုဤကြီးမားသောပုံမှန်သက်စကန်တစ်ခုဖြစ်ခဲ့လျင်ဤပြဿနာရှိမည်မဟုတ်ပေပုံမှန်သက်စုတစ်ခုစီတွင်စစ်ဌာနချုပ်ဤကွက်ကဲမှုအားကူညီရန်အထူးတာဝန်ယူရသောကျွမ်းကျင်ဝန်ထမ်းအရာရှိအုပ်ရှိလေရှိတော်လေအရှိပြားသူပုံတက်တွင်ထိုကဲ့သို့သောအရေးချင်းမျိုးမရှိ၍အတွေ့အကြုံရှိသောကျွမ်းကျင်ရာရှိများအထူးသဖြင့်ဝန်ထမ်းများမရှိပေပြဆက်စစ်တပ်မှပညာတတ်စစ်သားအုပ်စုတစုကိုအရန်တာဝန်များထမ်းဆောင်ရန်အလင်းမြန်ရွေးချယ်ခဲ့တော်လေ၎င်းတို့သည်အရေးချင်းမပြည့်မီကြောင်းထင်ရှားသည်ကြည်ရွှမ်းရှို့၏အတွေ့အကြုံအရကြည်ရွှမ်းမိသားစု၏အထက်တန်းစားဗဟုစစ်တပ်ပင်လျင်ဤမြကြီးမားသောနေဗျူဟာမြောက်ရှီရဲလေးကျမှုကိုပြီးမြောက်ရန်အ ਨੇ ဆုံးတစ်ပတ်လိုအပ်မည်ဖြစ်သည်ကြည်ရွှမ်းရှို့ပိုလို့တောင်အတိတ်ပဲမဲစခဲ့တာကတတ်မှတ်ထားတဲ့ချီတက်ရလမ်းကြောင်းမှာလူ8,000လောက်ကျဲတဲ့တစ်တားတကားကိုဖြတ်ပြီး9နာရီအတွင်းလူ2ယောက်လောက်သာဖြတ်ရပြီးဒီတကားကပီလန်ခန်တိုက်ဤမြားအကွာဝေးအတွင်းမှာပဲရှိနေပါသည်ထို့အပြင်ချီတက်ရလမ်းကြောင်းတွင်အလံတက်အဆောင်တက်မှစီစဉ်ပေးခြင်းမပါဝင်ပေချီတက်နေသောစစ်ကြောင်းသည်တိုက်ခိုက်မှုတစ်ခုနှင့်ကြုံတွေ့ပါကအရာများသည်ဘေးဥပဒေအဖြစ်သို့ပြောင်းလဲသွားမည်ဖြစ်သည်ချီရွှမ်းရှို့ဟာခါတီးသောအပြုံးနှင့်အမိုက်ပုံတဲ့သို့အစရင်ဟန်စာကိုဖြစ်ချလိုက်သည်ထို့ကြောင့်ဝန်ထုပ်ဝန်ထမ်းတစ်ခုလုံးနီးပါးကချီရွှမ်းရှို့ထံကျရောက်သွားသည်သူသည်စီမံခန့်ခွဲစွမ်းရည်အရာအသင့်တော်ဆုံးလက်အခန့်ကုတ်ခဲမှုယူနစ်များသည်စံအားဖြင့်၄ခုမှ6ခုရှိကြောင်းသိသည်လက်ရှိတွင်အရှိဖျားတပ်မတော်တွင်စစ်စင်ရေးယူနစ်များစွာရှိတော်လဲအရှိဖျားမဟာမိတ်တပ်များ၏ရှုပ်ထွေးသောပြည်တွင်းရေးအခြေအနေအရတပ်မတော်သည်ဗဟိုချုပ်တိုင်မှုလွန်ခဲပါကစစ်အာဏာရှင်စနစ်ညဂိုင်းကနအစွဲဝါဒများစီတို့ဥတီသွားမည်ဖြစ်ပြီးထိုအာဏာကိုမခံဝင့်ပြီးအမိန်ပေးခန့်တဲ့ကထွက်လာတယ်အပြင်မှာနေကလည်းအုံမိုင်းနေပြီးအဝီးမှနှိမ့်တော်မိုးချင်းတန်းထပေါ်လာ၏နွေရာသီမိုးတော်မယ်ဘိုင်ချမ်းဤစခန်းဌာနချုပ်တီရှိရာလူနေရက်ွက်ရှိတွင်ကြည်ရွှမ်းမိသားစုဝတ်စုံများဖြင့်ဖျားသားစစ်တမ်းမှစစ်သားများအားလုံခြုံရေးအစီအမံများတင်းကျပ်စွာလက်ပတ်ကြည့်ရှုခဲ့သည်လုံခြုံရေးအစီအမံများကိုတင်းကျပ်စွာလက်ပတ်ကြည့်ရှုခဲ့သည်အကွာဝေးတွင်ရွာအစွန်ရှိလမ်းပေါ်တွင်စစ်ကြောင်းနှချောင်းရှိဒေမီလူသားမင်းစည်းတပ်သားများသည်မြို့၏လမ်းများကိုဖျက်၍ရှေ့သို့ချီတက်လာကြသည်မြင်းစည်းသူရဲများသည်ပခုံးပေါ်၌ရွှေရောင်နေရောင်တင်ကြတော့အထင်လှမ်းများကိုကင်ဆောင်ကာခြေလင်းလေးသမားများနောက်မှခြေလင်းတသားလေးများထင်လိုက်ပါလာကြသည်ကြည်ရွှမ်းရှို့အားသူတို့ကိုမှတ်မိသည်ဤဒီမှာဘူးလူရွာမှဒေမီလူသားဒေခွဲမှကိုကေတော့မြင့်တက်ဖြစ်သည်စေအားထက်တင်သောလူငယ်လေးသည်ယခုအဖွဲ့၏စစ်တေနာပတိဖြစ်လာခဲ့သည်သူသည်ဘိုင်ချမ်းလက်အောက်တွင်တောင်ဝန်ထမ်းဆောင်နေသောဒေမီလူသားမြင့်တက်အင်အား6,000ကိုအမိန့်ပေးခဲ့သည်ပြားသားစစ်တပ်မှလူသားစစ်သားများသည်
လူသားများကြတွင်ကြည်ရွှမ်းရှို့၏ကိုရေးကိုရာအဆောင်များဖြစ်ခဲ့လင်ဘိုးလူရွာမှဒေမိလူသားများသည်ကြည်ရွှမ်းရှို့၏ယုံရဲများဖြစ်သည်ထိုကုန်းကသူ့အသက်ကိုကယ်ခဲ့တဲ့အတွက်သူတို့ကိုပြန်ဆက်ဖို့ကြည်ရွှမ်းရှို့ကဘိုးလူရွာကလူငယ်တွေကြားထဲမှာဘိုးကျုံငယ်နဲ့အရာရှိတွေကိုအားတက်သရောယာရုံးတိုးပေးခဲ့သည် ယခုဆိုရင်ကြစ်ရွှမ်းရှုကိုကဲတင်ရာတွင်ပါဝင်ခဲ့သည့်ဒီမီလူတောင်းစစ်သား600ကျော်အနက်အများစုကိုအောက်ခြေအရာရှိများအဖြစ်ရာထူးတိုးမြင့်ခြင်းခံရသည်၎င်းတို့ပြင်ထိုးခြင်းကအရေးခင်းတွင်ပါဝင်ခဲ့သည့်အဖွဲ့နှစ်ဖွဲ့မှစစ်သည်များကိုလည်းအထူးဂရုစိုက်မှုခံယူခဲ့ပြီးတခွဲမိုးနှင့်တခွဲမိုးအဆင့်ရှိအလဲတန်းနှင့်အထက်တန်းအရာရှိများလည်းမူလတပုံစစ်တပ်မှဆင်းသက်လာကြသည်ဒီလုံရှားမှုကိုမွေမျိုးနွယ်စနိုက်ကလန်ကဒူးနောက်ကျော်နောက်မှာကင်မွန်းဝန်ကတဖန်အယူဝါဒကိုကျင့်ထုံးနေတယ်လို့ညှင်းညက်လက်ပြောကြသည်ကြည်ရွှမ်းချိုဒီမိုကရေစီနိုင်ငံရေးသည်တခုတည်းသောအရာဖြစ်သည်ကိုကောင်းစွာသိတော်လေထိရောက်စေရန်အတွက်တက်မတော်သည်စီလုံးညီညွတ်မှုနှင့်ဗဟိုအင်အားလိုအပ်သည်တက်မတော်အတွင်းသစ္စာဆောင်တည်သောခွိုင်းခွဲကခုထူထောင်းရန်အရေးကြီးသည်မှအမှန်ပဲဘူလူကျေးရမှလူငယ်များသည်ကုသိုလ်နှင့်အရေးချင်းအားမိသူထပ်မဆိုနှိမ့်ချနေတော်ကသူ့အပေါ်သစ္စာရှိသောလက်အောက်ငယ်သားအုပ်စုကိုဦးစားပေးမြင့်တင်ရန်အပြည့်အကြောင်းကြောင့်ဖြစ်ခဲ့သည်။၎င်းတို့အနက်မှာတာမူအဆင့်တွင်အစစ်မြင့်အရာရှိများတာဝန်ထမ်းဆောင်မရှိသေးတော့လဲချစ်ရွှမ်းရှုသည်စစ်မှုထမ်းဘဝတွင်ကာလာကြဘွားရင်းနှီးခဲ့သောစစ်ဗိုလ်ချုပ်များနှင့်ကြီးကျွယ်ခနာသောပုဂ္ဂိုလ်များနှင့်နိုင်ရှင်က၎င်းမှာစစ်တပ်ကိုချုပ်ထိုင်းထားသောစစ်မှန်အာဏာပွဲစားများဖြစ်သည့်အောက်ခြေအထွဲမှစစ်တေနာပတိဖြစ်သည်ကြည်ရွှမ်းရှုသည်ထိုးထိုးသောအရာများဖိပေါ်လာစေရန်စံသားမရှိတော့လေနိုင်ငံရေးသည်မကြာခဏရက်ဆက်ကြမ်းကြုတ်စွာရက်ဆက်တတ်ပါသည်ဇိုင်အင်းရှင်း၏ထုံနှန်းစလာအရာအစိုးဆုံးအခြေအနေအတော်သူပြင်ဆင်ထားရမည်ဖြစ်ပြီးသူ့ဘေကဘူချုပ်ကြီးတဦးသည်နဗီယန်နိုင်ငံမှာလက်ထူးမိပုံကန်ရန်ကြံရွယ်ထားမှုများရုပ်ချင်ပေါ်ပေါက်လာပါကသူသည်သူ့လက်အောက်ခံအဖွဲ့ကွန်မန်ဒါများကိုအမိန့်ပေးရမည်သာဖြစ်သည်ယခုမှစရတပ်သားအလုံးကိုတက်ရိုက်အမိန့်ပေးလိမ့်မည်ဟုဆိုသည်ထိုဘူချုပ်ကြီးသည်သူ့၏တပ်များကိုလုံးလုံးလျားလျားမရွှေ့နိုင်တော့ပေပူပေါင်းကြံစည်မှုမှန်သမျှကိုအကောင့်ထဲဖော်ရန်မထင်နိုင်ပေလွန်ခဲ့သည့်နိုင်ရက်အတွင်းအရာများစွာဖြစ်ခဲ့သည်ဖလက်ဆိုင်ရီလောက်ကျန်တပ်ဖြစ်မှုလူဒီဤပပြောင်းမှုနှင့် Rose ဦးဆောင်သောနဗီယနိုင်ငံ၏အင်အားဖြည့်တက်ခွဲ့သည့်အရှိပြားသို့ရောက်ရှိတော်မူဖြစ်သည်အဖြစ်ပြက်များသည်တစ်ခုပြီးတစ်ခုဖြစ်ပေါ်လာသည်အထူးသဖြင့် Black Sun ၏မရှင်းလင်းသောစကားလုံးများသည်ကြည်ရွှမ်းရှို့ကိုထိုက်လန့်စေမိဖြစ်နိုင်ခြေကိုအရင်မြက်ပြခဲ့တော်လဲလက်ရှိတွင်တင်းမာသောစစ်ရေးအခြေအနေကြောင့်၎င်းကိုမတက်ရောက်နိုင်တော့ဘဲသူစိုးရင်ထိတ်လန့်နေခဲ့သည်လူဒီဤဘတ်ပြောင်းခြင်းကိုလက်ခံခြင်းသည်သူအနာဂတ်တွင်ဒုက္ခများပေးမိလားဒီကိစ္စကိုဖော်ထုတ်ပြီးသားနဲ့တမတော်ကဒီအချက်ကိုလက်ခံနိုင်မလားအရှိပြောင်းစီပုံကန်းမှုအကြောင်းကိုနဗီယန်ဤကရတီးပြီးပြီလားကြောက်စရာကောင်းတဲ့နဗီယန်ဤကရကသူ့ကိုဘယ်လိုအေးအေးယူမလဲ Ross တဖွဲ့ကတယောက်တည်းလာတာလားဒါမှမဟုတ်ပိုးကြီးတဲ့နှိမ့်နှင်းရဲ့တဖွဲ့ရဲ့ရှိပြီးရှုဖွဲ့လားနှိမ့်နှင်းရဲ့အင်အားကဘယ်လောက်လဲအရှိဖျားကလွတ်လပ်ရေးမျောလင်းချက်ထွက်ပေါ်လာပြီးစက်တိုက်စစ်ပွဲရဲ့ဘေးဆိုးကြီးတဲ့ပြန်ကျလာဖို့ပဲလားသူ့စပွဲပေါ်မှာထူထက်တဲ့အလုတ်ဒီစုပုံနေမိမဲ့ဒါကိုကင်တွယ်ဖြည့်ရှင်းဖို့စိတ်မရှိတော့ဘူးနောက်ဆုံးတွင်သူဒီအလုတ်ယုံကိုတွန်းဖယ်လိုက်ပြီးဘိုင်ချန်ဤစခန်းဌာနချုပ်မှာလင်းမြန်သွားအရှိန်ဟုန်ထွက်ခွာသွားတော့လေအထဲ၌ဘိုင်ချန်သည်တနားရီကြောကြအောင်ပျောက်ကွယ်သွားသောလူဒီနှင့်အခြားနဗီယန်အရာရှိများကိုအထူးအေဂျင့်ဌာနမှဦးစီးဦးဆောင်နေ၍တကားဝါမှာတွေးခေါ်မြွန်မနေသောဝန်ထမ်းအရာရှိတယောက်ကရှေ့ကိုလန်းလာပြီးအရှင်မင်းကြီးမင်းကဘိုင်ချန်ချီပဲနဲ့တိုးတက်မှုအကြောင်းစုံစမ်းမိမြန်မှုလူအပ်သလားလို့မေးတယ်ကျင်ရန်ရှောကခေါင်းညိပြပြီးအရာရှိကအထဲကိုဝင်လာပေမဲ့ခြေလန်းအနှဲငယ်ကြပြီးတော့ကျင်ရန်ရှောကသူ့ကိုပြန်ခေါ်တယ်ပြန်လာပါသူကစိုးရင်တကြီးလက်ကိုဝေပြီးစစ်မေးတာကိုမနှောင့်ယှက်နဲ့လို့ပြောလိုက်တယ်အရာရှိကအံ့အားသွားခဲ့လီတော်ဝင်စောင့်တက်မှုဂူးလေးကအပြင်ကနေဝင်လာပြီးအရှင်လို့အစီရင်ခံတယ်ချစ်ရွှမ်းရှို့ကမဲ့ခွင်တောင်လေးတိုးတိုးလေးမောက်ပြီးဘလို့ဖြစ်တာလဲလို့မေးလေအစီရင်ခံပါတယ်တခင်အချိန်တွေအရန်ချောမွေသွားပါပြီလူဒီရဲ့အမိန့်ကိုမြင်လိုက်တာနဲ့ချက်ချင်းပဲနာခံလိုက်ကြတယ်မင်းရဲ့ညွှန်ကြားချက်အရာသူတို့အောင်းလုံးကိုကာကွယ်ဖို့အတွက်ငါတို့စစ်တပ်ရဲ့ခန်းစစ်စည်းထဲကိုပို့ထားပြီးသည်လောလောဆယ်တော့လူပေါင်း2300လောက်ကိုဗိုလ်ချုပ်ရှိကြီးကစောင့်ကြပ်ထားပြီးအဲ့ဒီတဲက9ယောက်ကအမျိုးသမီးနဲ့ကလေးတွေပဲဖြစ်ပါတယ်ကျရွှမ်းချို့အန်ဟောသွားပြီးဘာဖြစ်တာလဲလို့မေးတယ်ဂူးလေးကရှက်ရွံ့ပြီးတိုးတိုးလေးပြောတယ်သူတို့ကလူဒီညမယားငယ်တွေလိုပါကိုလုတ်တော်တွေနဲ့ကလေးတွေလည်းပါပါတယ်ကျရွှမ်းချို့ကမရဲနိုင်ခဲ့ပါဘူးလူဒီဟာဒီလိုလူသားဆန်တဲ့ပတ်မှာရှိမယ်လို့သူမျှော်လင့်ထားခဲ့ပါဘူးမရေမတအနိုင်နဲ့အမျိုးသမီးတွေနဲ့မွေးကင်းစားကလေးတွေကိုတတ်ခဲ့တဲ့ဤမျိုးသားမှာဇနီးနဲ့ကလေးတွေရှိနေတယ်ဆိုတာတကယ်ထူးဆန်းလာသည်လူ့ဘက်ချက်ကိုဘလို့ထိမ့်သိမ်းထားလဲ
အစီရင်ခံမာတဲ့သခင်ဒီမစ်ရှင်ကိုဘိုင်းဆိုင်ခီပန်ရဲ့ဓာတ်ရိုက်တစ်ခွက်ကမင်းရဲ့တော်ဝင်အဆောင်တွေနဲ့လူသားအင်ဂျင်နီယာတွေကဆောင်ရွက်ခဲ့တာပါဒဲမီလူသားသို့မဟုတ်မွေမျိုးနွယ်စစ်သားတွေမပါဝင်မှာဘူးဘူဂျုံရှိကြီးကစစ်သားတွေကိုအမင်းပေးထားပြီးဒီကိစ္စကိုအပြင်ကိုပေါက်ကြားဝန်တူဘထုံးမှမဆိုကရုဏာမရှိဘဲကွက်မြတ်ခံရမည်သခင်ဤသူတို့သည်ငါတို့ဖန်ပြီးတော့နတ်ထင်မျိုးနွယ်ထကြောင်းထင်ရှားမိမိန့်တာတော်မူ၏ယခုဆိုလင်ကျစ်ရွှမ်းရှုကခေါင်းရည်ရဲ့ကောင်ပြီးဟုပြောလာသည်လူသားစစ်သားများကိုအသုံးပြုခြင်းသည်သူ့ကိုယ်ပိုင်အယူဆတစ်ခုဖြစ်သည်ရှိုးကန်မှာအင်ဂျင်နီယာများသည့်အချင်းအတော်ကြာသူ့နှုတ်မှလိုက်ခဲ့ကြပြီးပေါက်ကြမှုအတွက်စိတ်ပူစရာမလိုပါထို့ပြင်လူတွေကိုသူတို့၏မုန်းတိမှုသည်အရှိဖားပြည်သူများထက်မပြင်းထန်ကြောင်းလဲသိတာနာလဲသည်သူသည်ဂူးလေးလချု့ယွင်းချက်ကြီးကိုမထောက်ပြဘဲကဲလက်ချင်းတွင်တွေ့ရသောအရာများကိုယူရှင်းစွာနတ်ပြည်ရဲ့မျိုးနွယ်ဟုဆိုဖော်ဖျားရန်လုံလောက်ကြောင်းထင်မြင်သည်သူရေးအပ်ထားသောအမိန့်များကိုပြသရန်မလိုအပ်ဘဲဥပဒေပေါ်တွင်လွန်ခဲ့သောထောင်ချနိုင်မှုကသာတန်တရားများကိုပုံမနှုတ်ဆွနိုင်မည်ဖြစ်သည်ကင်းမန်ဝန်ကိုယ်တိုင်တုံပန်းအများကြီးအတွက်စာရေးစာဖတ်မှာအမိန့်ထုတ်ရသောအကြောင်းရှိရမည်ကိုမင်းလည်းဘဟုတုတရ၏ထို့သောကံကောင်းခြင်းကြောင့်ဘူဆန်၏လက်အောက်ငယ်သားများကိုတွေ့ရှိခဲ့သောကြောင့်အခြေအနေတင်းငယ်စွာသာတက်တာနေခဲ့သည်အကယ်၍၎င်းတို့မှာမွေမျိုးနွယ်ဤစိုးချစ်သို့မဟုတ်ဒွက်မျိုးနွယ်စောတဲ့ unit များချက်လာပါကအခြားပါတီများထံမှအမဲလိုက်ငင်းပွဲကြီးဖြစ်နေပြီဖြစ်စေမည်ဖြစ်သည်လူဒီဘတ်ပြောင်းပြီးနောက်မျက်နှာချင်းဆိုင်ရလေကျစ်ရွှမ်းရှို့သည်ယွန်ပြည်နယ်ထဲမှာအကြီးတန်းအယ်ဇာဘူဒန်ထံတင်းငယ်စားတဆောင်ရေးပြီးအခင်းအနေနဲ့သူ့ဆုံးဖြတ်ချက်ကိုရှင်းပြကမင်းအမြန်ဖြင့်ပုတ်ပေးခဲ့သည်သူယုံကြည်သလိုအကြီးကဲဘူဒန်၏ဉာဏ်ပညာဖြင့်သူ၏ရွေးချယ်မှုကိုအသိမြင်ရရှိမိဟုယူဆသည်လူဒီကိုတက်ဖြတ်ခြင်းသည်အချိန်ပိုအနေငယ်အတွင်းစိတ်ကြည်နပ်မှုသာပေးမိဖြစ်ပေမယ့်အနည်းရှိတရားမှုမရှိသဖြင့်၎င်းကအသက်ရှင်စေခြင်းကပိုလွှတွက်ချနိုင်သည့်စစ်မဟာဗျူဟာတစ်ခုဖြစ်လာနိုင်သည်သူသည်နတ်ပြည်ရဲ့မျိုးနွယ်၏ထောက်လှမ်းရေးနည်းစနစ်အကြောင်းကိုပြင်းပြင်းထန်ထန်သိရှိပြီးလူဝက်ချက်များကိုဖော်ထုတ်ရန်အသုံးချနိုင်မည်ဖြစ်သည်နိုင်ငံရေးနှင့်တွဲဖက်လျင်၎င်းမှာနတ်ပြည်ရဲ့မျိုးနွယ်၏စိတ်ဓာတ်ကိုညှစ်ဆော်၍၎င်းတို့၏တိုက်ခိုက်စိတ်ဓာတ်ကိုလှုပ်ခါနိုင်စေနိုင်ပြီးလူအပ်လျင်လူဒီဦးခေါင်းကိုစေစညစ်နိုင်ရအဖြစ်အသုံးချနိုင်မည်ဟုကျက်ရွှမ်းရှိုဟောတန်ထုတ်ခဲ့သည်အယ်ဒါဘူဒန်သည်သူ့လောက်ရက်ကိုလက်ခံနိုင်မယ်ဆိုရင်အိုဒီကကျွန်တော်တို့ရဲ့ရန်သူများကိုချီးလို့အပ်ပြီးခွင့်လွှတ်ရန်တနာကျင်သာစိတ်ရှိတယ်လူဒီရဲ့လက်နက်ချော့တာကိုလက်ခံလိုက်ပါမင်းမယုံရင်တပ်ဆိုင်ရာအထောက်အထားကိုကြည့်ပါဟုရိတ်အကြံပေးသလိုထိုအကြံအဖေးကြောင့်စစ်တပ်အများစုနှင့်ဒမ်မီဟျူမန်အရာရှိများကမျက်နှာမပြောဘဲချက်ချင်းသဘောတူလာကြသည်သို့တော့အကြီးကဲသည်ထိုမူဒီချက်ကိုထင်ရှားစွာထုတ်ဖော်မပြောခင်ကျရွှမ်းရှိုသည်ဤကိစ္စကိုတင်းကျပ်စွာလွှတ်ဝက်ထားရန်သတ်မှတ်ခဲ့သည်မဟုတ်လင်တကိစိတ်ဓာတ်ကိုတွန်လုစေနိုင်သဖြင့်ချိတ်လျှောက်ပြီးနောက်ကြည်ရွှမ်းရှိုသည်ဂူးလေးကိုစကားပေးလူဒီနှင့်ပိုင်ချမ်းထံအချက်ပို့ပါဟုဆိုလိုက်သည်ဂူးလေးသည်အတိမတ်ပြုကထပ်မံထွက်သွား၏နေခင်းတစ်ဖြင့်မိုးသည်ပို၍အုံမိုင်းလာပြီးတိမ်များနီးနီးဆင်းသက်လာသဖြင့်အရာအလုံးတက်တာပေသည်ကျစ်ရွှမ်းရှုနိုးလာချိန်တွင်အဆောင်တုံကကြွားလေလာ၍ဘူစုပိုင်ချမ်းမှအရေးပါသောကြောင်ညာတရက်ရှိတယ်ဟုပြောလိုက်၏အဆောင်၏ချိန်ညာမပြီးမီဘိုင်ချမ်းသည်လေပြင်းလိုကြံလာကအခန်းထဲသို့ပြေးဝင်လာသည်သွား၏မျက်နှာနီလာကအထန်တဲတွင်စိတ်လွတ်ရှာမှုရှိပြန်၏တခင်လူဒီကရွှင်းပြောက်ကြလုံးဝဖြိုးပြောက်သည်အရာကအလွန်အရေးကြီးတယ်ဟုဆိုသည်ဘာဖြစ်လို့လဲဟုကြည်ရွှင်းရှုအမြန်မေးလိုက်သည်သူ့စိတ်ထဲတွင်လည်းကြိုတွေထောက်သလိုဖြစ်နေသည်ဘိုင်ချမ်းကတီလန်တွင်နတ်ပြည်မျိုးနွယ်၏ကာကွယ်မှုအတော်လောက်အားနေနေလို့ရှင်းပြလိုက်ရသည်ခံတဲ့တစ်ခုလုံးသည်လူသုံးတော်အောက်သာရှိပြီးအများကြီးမှလူဒီ၏လက်အောက်ခံများပဲဖြစ်တယ်လူဒီပတ်ပြောင်းမှုကြောင့်၎င်းတို့စိတ်သက်ပလန့်ရှားနေပြီးသူတို့ကိုလူဒီရလန်းမှုမရှိသေးခြင်းတွင်မီရှူးထိုးစေဖို့ပဋိကဖတ်ဖြစ်လာနိုင်တယ်ရော့စီရဲ့တက်တွေကလည်းတီလန်ခံတဲ့စီတို့လင်းမြန်စွာလှုံ့ဆော်နေပါတယ်ဟုတင်ပြ၏ကြည်ရွှမ်းလျှော့သည်ဒါကိုကြား၍ချက်ချင်းစိတ်သေးပေါ်လာသည်မလားအာယုံဆိုင်သည်ဖိုင်ချမ်းကတီလန်အကွာဝေးဘလောက်လဲဟုမေးမြန်း၏ကျွမ်းကျင်လန်းကြောင်းတစ်ခုနဲ့ငင်းသက်သား230လောက်က10နာရီအတွင်းရောက်နိုင်ပါတယ်ဒါပေမဲ့လက်ရှိပြဿနာကဟုဘိုင်းချမ်းတုံ့ပြန်ရအနှဲငယ်တုံဆိုင်သွားကလူဒီဖြိုးတာအမှန်လားဖို့ချုပ်သူကကျွန်ုပ်တို့ကိုချုံခုတ်ဖို့ဆွဲဆောင်နေတယ်ဆိုရင်ဘလို့လုံးမလဲဟုပြောတယ်ချက်ချင်းလို့ပါဟုကြည်ရွှမ်းရှို့မကြည့်မနှံ့ပြောဆို၏
လူဒီမျိုးနွယ်စုများဇနီးနှင့်တောက်သမီးများအားလုံးသည်သူလက်ထဲမှရှိနေသဖြင့်၎င်းကိုလှည့်စားရန်မရှိဖြစ်ကာကွယ်ခြင်းသည်အန်နီရရှိလင်နာတူပြီးချက်သုံးတတိနေသောဆောင်းအဖြစ်နတ်ပြည်ရဲ့မျိုးနွယ်ကိုရင်ဆိုင်နေဟသည့်ဒါကြောင့်အန်နီရရှိသောလှုပ်ရှားမှုကိုမလုပ်မီအလေးထားစဉ်းစားဖို့မရှိအခြေအနေအတွက်အလံရှိတက်တချို့ချက်ချင်းပူးရမည်ဟုဆုံးထက်သည်ဘဲယူနစ်တွေကိုချက်ချင်းပို့လို့ရမလဲဟုမေးသည်အတော်လေးအိတ်နေကြပြီးစစ်သားများအများစုအနားနေကြတယ်တက်များကိုစုဝေးဖို့အချိန်လိုအပ်မယ်ဒါပေမဲ့ဒီကိုနီ 7th Regiment မှညင်သက်အင်အားကမိုးကုတ်မြို့ကိုဖျက်ပြီးအစီအစဉ်တည်ထားမရှိသေးလို့ချက်ချင်းထွက်ဖို့အနှိမ်ပေးနိုင်သည်ချို့တဲ့ show character ကမြင်တခွင်းတစ်ခုကိုလည်းဓာတ်ရိုက်တာဝင်ပေးထားပြီးတက်များအစဉ်သင်းထီနေပြီဟုသူတုံးပြန်လုံလောက်ပြီးဟုကြည်ရွှမ်းရှို့ပြပြသားသားသည့်ခရိုကြဖြောက်luiကြိုတင်ဟွန်းတီးလိုက်ပါငါဒီတက်တွေကိုဦးစီးယုံကြံတက်တွေကိုမင်းနောက်လိုက်လာစေအဓိကစစ်တပ်ကိုထောက်ဖန်ရန်ဘူလာညက်ဘူဆန်ကိုတရင်ပို့ပါတအားလုံးမြင်ရွှေ့ပါဟုပြောသည် ပဒင်းပေါက်အပြင်ဘက်တွင်အဖြူရောင်မိုးလင်းထများပုံဖော်လာ၍နောက်တွင်နားရွက်တစ်ဖက်ကိုနာကျင်စေသောမိုးချင်းတန်ကြီးများတိုးတထိတ်တန်ကိုထုတ်လွှင့်လာသည်မိုးဆက်များကကောင်းကင်မှတိမ်တွေမှဖြတ်ကျဆင်းလာကပဒင်းပေါက်စီသို့တစ်ဖြက်ဖြက်ထွက်ခလုတ်လေးတန်နှင့်တူတန်ထွက်သည်တိမ်မြုပ်ထူလာသည့်ဟချင်းတစ်ချိန်ချိန်နှင့်အနောက်ဘက်မှမိုးရွာချိန်ရောက်၍နောက်ဆုံးတွင်မိုးစိမ့်စိမ့်အတိအချာရွာဆသည်ပိုင်ချမ်းကမျက်မှောင်ကျုပ်၍မကြေပန်းနှတ်ဖြင့်ထပ်မံပရောသည်ဒီမိုးကအချိန်မနာဘူးလမ်းတွေပြက်ကွက်သွားရင်တက်ဤအရှိန်ကနဲလာမယ်အတူတူပါပဲဟုကြည်ရွှင်ရှို့ပြန်၍ပဒင်းပေါက်ပေတွင်အဖြူရောင်မိုးဆက်ပြောက်မြကိုကြည်ကမိုးသေးတန်စွာရွာရင်ရော့စ်ရက်တက်ဒီရွေလောင်းမှုကိုနှေးကွေ့စေပါလိမ့်မယ်အခုကဘယ်ယူနစ်တွေပိုစိတ်ရှည်ပြီးတန်ဆွမ်းမရှိကြောင်းမဲမဲတက်ပြရန်အချိန်မဲဟုဆိုပြီးပိုင်ချမ်းကိုအလေးထားရှုမည်ပိုင်ချမ်းမင်းကိုငါအားကိုးထားတယ်အနှဲငယ်ကြပြီးပိုင်ချမ်းဤမဲ့ရင်များဆင်းမိသလိုတကယ်စိတ်ဝမ်းနှဲစွာပြောသည်ဟုတ်ပြီငါတို့တီလန်ကိုတေချာယူမယ်ဟုမိမိရတန်တွင်အကြံထန်စွာအသင်ပတိညာတင်ပြသည်မှုန်တိုင်း၏အရှိန်နှင့်အလင်းအသက်များကောင်းကင်ကိုပြင်းပြင်းထန်ထန်ချိုးဆက်လျက်ဒမ်မီဟျူမန်စစ်သားများကအချင်းချင်းမေးမြန်းကြသည်ဘာဖြစ်နေလဲနတ်ဘီရင်မျိုးနွယ်ကတိုက်ခိုက်လာပါသလားအရာရှိများကလည်းတဲတစ်ခုချင်းသို့လျှက်မြန်စွာဆောင်ရွက်ခါထွက်သွားအရေးပေါ်စီဝေးဖွဲ့အမြန်ဟု၍တိုက်စစ်ရာသို့လူများကိုစုစုဝေးစေသည်ဒမ်မီဟျူမန်များကလမ်းပေါ်မှပလေးလာခေါင်းပေါ်လက်တင်ကမကြေမနက်ညီသွားကနန်းတော်ကယူသွားပြီလားဒီရာသီဥမှစီဝေးဖွဲ့လားဟု၍ရေမောစွာဆွေးနွေးကြသည်မိုးရွာသည့်နက်နက်အမောင်ကိုဖုံးလွှမ်းသွားစဉ်တွင်စီချွန်ရှူ၏တပ်ဖွဲ့သည်တီလန်ခန်တက်ရဲ့အရှိချမ်းသို့ချက်ချင်းတိုးဆောင်လာခဲ့သည်မိုးရဲဇက်တွေကရှုပ်ထွေးစွာထရက်ကျနေကြသလိုလမ်းကြောင်းများသည်ရှော့ကျကျဖြက်ကငင်းစီးတက်များသည်တရားပေါက်တန်များကဲ့သို့တုံလုံနေကြသည်သို့သောစီချွန်ရှူ၏မျက်နာမှာအေဂျင့်ဒီဇိုင်းလော့တာတောက်ရှောင်နေသည်၎င်း၏တမားတော်များ၏အတန်များသည်အမျိုးမျိုးသောအချက်လက်များကိုထောက်ပံ့ပေးနေသည်ပထမပုဇင်ဒီခွန်ရဲ့ 7th Regiment ကိုဦးဆောင်ဖို့ကြိုတင်ကာကွယ်ပါဒုတိယပုဇင် show character camp တက်ခွဲနှစ်ခုကိုချက်ချင်းထုတ်ကန်ပါဇီချွန်ရှူတန်တူတိုးနဲ့အမိန်ပေးသလိုဂူးလေးနဲ့ရော့ဒရိုင်းအရာရှိတွေကအချိန်မီချက်ချင်းသွားဆောင်ကြရတယ်အထက်ကငိမ့်ချမ်းတို့စီကန်းအောင်မှာဒမ်မီဟျူမန်များစနိတ်လန်ကိုယ်စားလှယ်များနဲ့လူသားများပေါင်းစုံသည်တဦးချင်းစီဇီချွန်ရှူ၏ညွှန်ကြားချက်ကိုလက်ခံကြသလိုပဲမိမိတို့တန်ရန်ဖက်ကိုအောက်ချူထားနိုင်ရန်တာဝန်ကျေပွန်လျက်ရက်မနေပဲရှေ့ပိုင်းဆန့်ကျင်အီကိုပြင်ဆင်လိုက်ကြတယ်သူတို့စီရောက်ရှိလာတဲ့အချိန်မှာတီလန်း၏ရှေ့စခန်းကနေလင်းမြန်စွာရိတ်ခတ်ဆက်တင်လာသည်ကာကွယ်ရေးမိဘုံနဲ့စီးလဲထားတဲ့မြင်ကွဲများနဲ့နောက်ရှက်ရန်အတန်ထွက်ဆက်များကအားလုံးရဲ့စိတ်ကိုမျက်နှာချိုးယဉ်ကြည်စေသလိုမိုးရေကဂျာလန်ကျစ်ကိုနဲပါစေသဖြင့်တိတ်တရာအခက်ခဲများကြီးရှိလာတယ်တီလိုင်း၏အရှိပိုင်ကုန်းကိုအရင်တတ်မှတ်ပါအရီကိုပထမဆုံးသိမ်းယူရမယ်ဇီဂျိုဝမ်ရှုကတရိုက်ဦးစီးသည့်ပထမတန်းစစ်စုကိုပေးပို့ပြီးသူ့ကိုယ်သူရှေ့တန်းမြင်းသားညိတ်နတ်ကွင်းလုံကန်းဝင်ကိုဦးဆောင်ကစတင်ထိန်းချုပ်ခဲ့သည်အချင်းအနှဲငယ်အတွင်းတွင်ဇီချိုဝမ်ရှု၏ရိုးရိုးဟင်းဟင်းမဟာဗျူဟာကအကျိုးအမြတ်များစွာပေးပို့စတင်လျက်သူ့တက်၏နီလန်းအချို့သည်ရန်ဖတ်၏တုံပြမှုကိုမျိုးသမီးထိခိုက်စေခဲ့သည်သူ့လက်စာပုတ်သူများရှေ့လဲအဖွဲ့များကဆက်စုစည်းထားသည့်လမ်းများပေါ်တွင်လျင်မြန်စွာသွာလာရန်လမ်းညွှန်ပေးသည့်အရွေဘက်ကချက်ချင်းတိုက်ခိုက်စေခဲ့သည်တစ်ဖက်တွင် Ross ၏တပ်တော်မှတိုးလန်းလာတော့လဲမိုး၏အချိန်နှင့်စီချူးဝမ်ရှူ၏မြန်ဆန်သောရွက်လဲမှုတို့ကြောင့်ထိုယူနစ်များ၏အချိန်လျော့နိခဲ့သည်
တီလန်၏ပထမဆုံးအတိုက်အခိုက်တွင်တကားရှေ့ပိုင်းကမျက်နှာဖုံးနှင့်တားတော်ကာကွယ်ရေးထားသောစစ်သားအချို့သည်ဝမ်းနယ်၍ချင်းလုတ်ခဲ့သာလဲဇီချူဝမ်စု၏တပ်တိုင်းများသည်ခြေစုံများဖြင့်တိုးခဲ့ကအချိန်သည်ဖြင့်စခန်းတကားပေါက်ကိုဖျက်ဆီးနိုင်သလိုတစိတ်တစ်ပိုင်းမှသိမ်းယူနိုင်ခဲ့သည်အစောပိုင်းအောင်မြင်မှုတို့အပေါ်ဇီချူဝမ်စု၏မျက်နှာမှာတုံ့ပြန်မှုမရှိပေသူ၏စိတ်ထဲတွင်တခုတည်းသောအပန်းဖြေလူဒီ၏တီနီယာနှင့်သူကလပ်များ၏အခြေအနေကိုသိရှိရမည်ဟုအာယုံစိုက်နေသည်ထို့ကြောင့်တိုက်ခိုက်မှုအသင်းစွာအတွင်သူသည်လင်မြန်စွာစိတ်ပိုင်းဆိုင်ရာအဖွဲ့တစုကိုအသင်းစွာထုတ်ပေးလိုက်သည်လျှို့ဝှက်ဖြစ်ခြင်းအဖွဲ့၎င်းတို့သည်တီလန်၏ဘဝဲစခန်းတွင်လျှို့ဝှက်လန့်ဝဲရန်အထူးလေ့ကျင့်ထားသူနှင့်ဖြစ်သည်တီလန်၏အရှိပိုင်းခုံကိုအရင်တတ်မှတ်ပါအဲ့ဒီကိုပထမဆုံးသိမ်းယူရမယ်ကျရွှန်းရှုကတိုက်ရိုက်ဦးစီးသည့်ပထမတန်းစစ်စုကိုပိတ်ပို့ပြီးသူကွန်သူရှေ့တန်းမင်းသားနှင့်နှခွန်းလုပ်ငန်းခွင်ကိုဦးဆောင်ကစတင်ထိန်းချုပ်ခဲ့သည်အချင်းအနေငယ်အတွင်တွင်ကျရွှန်းရှု၏ရိုးရိုးရှင်းရှင်းမဟာဗျူဟာကအကျိုးအမြတ်များစွာပေးဖို့စတင်လျက်သူတက်၏နီလန်းအချို့သည်ရန်ဖက်၏တုံ့ပြန်မှုကိုမျိုးသမီးထိခိုက်စေခဲ့သည်သူရဲ့စာပို့သူများရှေလဲအဖွဲ့များကဆက်စုစည်းကားသည့်လမ်းပေါ်တွင်လျင်မြန်စွာသွားလာရန်လမ်းညွှန်ပေးပြီးအရွေးဘက်ကချက်ချင်းတိုက်ခိုက်စေခဲ့သည်တစ်ဖက်တွင် Rossing တပ်တော်မှတိုးလန်းလာသောလေမိုး၏အချိန်နှင့်ကျရွှန်းရှု၏မြန်ဆန်သောရွက်လဲမှုတို့ကြောင့်ထိုယူနစ်များ၏အချိန်လျော့နေခဲ့သည်ထီလန်၏ပထမဆုံးအတိုက်အခိုက်ကအချိန်တွင်တကောက်ရှိပိုင်းကမျက်နှာဖုံးနှင့်တားတို့ကာကွယ်ရေးထားသောစစ်သားအချို့သည်ဝမ်းနည်း၍ချင်းလုခဲ့တယ်ကျရွှန်းရှု၏တပ်သားများသည်ခြေစုံများဖြင့်တူးခဲ့ကအချိန်မီဖြင့်စခန်းတကားပေါက်ကိုဖျက်ဆီးနိုင်သလိုတစိတ်အပိုင်းကိုသိမ်းယူနိုင်ခဲ့သည်အစောပိုင်းအောင်မြင်မှုတို့အပေါ်ကျရွှန်းရှု၏မျက်နှာမှာတုံ့ပြန်မှုမရှိပေသူ၏စိတ်ထဲတွင်တခုတည်းသောအဖမ်းပြေလူဒီဤဒီနီယာနှင့်သူကလပ်၏မာ၏အခြေအနေကိုသိရှိရမည်ဟုအာယုံစိုက်နေသည်ထို့ကြောင့်တိုက်ခိုက်မှုအသီးသီးအတွင်သူသည်လျင်ပြန်စွာစိတ်ပိုင်းဆိုင်ရာအဖော်တစုကိုအတင်းစွာထုတ်ပေးလိုက်သည်လျှို့ဝှက်ဖြစ်ခြင်းအဖွဲ့၎င်းတို့သည်ထီလန်၏ဘဟောစခန်းအတွင်လျှို့ဝှက်လျှို့ဝှရန်အထူးလေးတင်ထားသူတွေဖြစ်သည်မူရဲ့တဖန်တိုက်ခတ်လာသောအချိန် Eve Town အစုံမှရဲရဲဆူးရှသောအရေးပေါ်တံများပောက်ကွဲခြင်းတွင်ဗဟိုထဲမှတပွဲချင်းရှုပ်ဝက်အထွေသည်ထွက်ပေါက်တက်ရောက်သောလမ်းတစ်ခုမှတစ်စက်တိုးဝင်လာသည်၎င်းတို့၏ချစ်ဖြင့်တကားပေါက်ထိန်းချုပ်မှုစနစ်အားအရှိန်အဟုန်နှင်းငယ်ဖြစ်ဖျက်ဆီးကလူဒီ၏အမျိုးအမည်ရိတ်တာထိပေါက်လာကြသည်လူဒီ၏တကိုးရှင်ရှိသောတဲဖောင်းထဲတွင်အမှုထမ်းစစ်တပ်အသေးစားတင်နေရရှိတော်လဲ၎င်းလဲရင်းပင်ပါသောဘိုးဘိုပလိနိကီရှိပါသည်တို့ရာတွင်ဇီချွမ်ရှူ၏ရှုဝတ်အဖွဲ့သည်အလင်းမီးကျင်ကိုဖြစ်စေခြင်းမရှိဘဲတတစိတ်ပင်ကျင့်သုံးကတဲ၏နောက်ပတ်မှလာယူနိုင်ခဲ့သည်လုံဒီသည်အဝါရောင်အုပ်ပတ်နေသလိုမျက်နှာမပြတ်မျက်နှာဖုံးကွေ့ခံထားပြီးတဲ့ညည်သည်သူ၏လက်ပတ်တွင်မှချင်းကပ်ထားသည့်လက်နက်များရှိပေမဲ့မကြာမီသူသည်၎င်းအားလုံးကိုထတ်ခွာရန်အရှိန်မပေးနိုင်တော့ပေဇီချန်ရှူ၏ရှုပ်ဝတ်အဖွဲ့ခေါင်းဆောင်တဦးသည်လူဒီ၏နားအိမ်နီးကပ်သောကျုံးကိန်းပါခေါ်ကဒုလူဒီတင်ကိုရိုင်ရွေးချယ်နိုင်သည်တေကျဲမဟုတ်သို့မဟုတ်ငါတို့ညအတူလက်ထပ်ထားပြီးဗဟုတ်တရင်အချက်လက်များကိုပေးပါဤလိုနှင့်တင်သည်တင်ဤနိသားစုကိုလည်းဘေးကင်းစေမည်အမွေမထန်သောတိတ်တဆိတ်လိုင်းဆိုင်တန်ဖြစ်သည်လူဒီဤမျက်နှာအတွင်အချိန်နှမူအောက်လိမ့်နတ်သောရီပြုံးတစားရှိသလို၎င်းမကသူဤမျက်နှာဂုံတိတ်ခါညင်ကိုချင်းစာကိုအပြစ်မရှိသေးကြပြီဇီချွမ်ဘရိုက်ကင်ငါမျော်လင့်မှုလည်းမရှိဘူးသို့တော့တဲလက်ထဲကကျွန်တော်ကိုယူရန်ငါဝင်ခံရတယ်ငါအကြောင်းမျိုးနွယ်တွေရှင်းတန်းဖို့အချိန်ယူပါဟုသူသည်မျက်နှာချုံစွာကြောင်းကောင်းစွာပလောသည်ဇီချွမ်ရှူ၏နှလုံးထဲတွင်ထခုခုတက်လာ၏လူဒီ၏မျက်နှာစကားများသည်တခါတရံသူတွင်ငရုတ်စာကြီးတစ်ခုကြောင့်လှုပ်ရှားစေသလိုသူသည်အတော်အတွင်အကြံပေးချက်ကိုတဖန်တွက်ချက်လိုက်သည်လူဒီ၏အသက်ကိုကဲတင်ခြင်းသည်အချင်းပိုရှိသောမဟာဗျူဟာတစ်ခုအထွာအတုံးဝင်နိုင်တယ်ဟု၎င်းယူဆခဲ့သခင်အဲ့ဒီကြားကအတိုင်းတင့်ကိုထိုင်သိမ့်မီတင်သည်ငါနှင့်အတူဗဟိုးတရင်ပေးမီသို့တော်တင်းဤလက်နက်အားလုံးသည်ငါအောက်သို့မဟုငါစစ်တပ်ကလက်ခံမီဟုတတိပြပါဇ
ဇီချွန်ရှုကအေးချမ်းစွာကြီးညာသည်လူဒီဤမျက်နာတွင်ရာသီဥရုကဲ့သို့တိတဆိတ်ပြန်ဆိုင်သွား၏၎င်းသည်တထားတဆူဤကိုအကူမီကိုလက်ခံရန်သဘောတူလိုက်သည်အချိန်မကြာခင်ဇီချွန်ရှူ၏လက်ထက်တွင်လူဒီဤမျိုးနွယ်အတိုင်အဖွဲ့များနှင့်အချက်လက်တဆူရပ်တည်လာသလို Ross ၏တပ်သားများရောက်ရှိနိုင်ခြင်းကနီးကပ်လာသည်ကိုသိရှိလာခဲ့သည်မိုးနှင့်မိခိုးငယ်ငယ်အောက်ဇလန်းတီ၏မနက်ခင်းအလှရှာမှုသည်ဒီနေရာတွင်အဓိကမေးဆက်ကြတက်တီကိုဖော်ဆောင်နေသည်ဖြစ်သည်ဇီချွန်ရှူ၏မျက်နှာမှာပြင်းထန်သမျှဆုံးဖြတ်ချက်များရှေးမောက်မှာလူတိုင်းပေးမိပြန်လဲထိခိုက်မှုများနှင့်သူ၏ကိုယ်ပိုင်တန်တရန်စီမမှုအကြောင်းကိုတဖြည်းဖြည်းတွက်ချက်နေ၏